哈，哎呀，大木，葡萄哎呀，哈，我感觉别走，别花，那不是就没有吧？俺都拿住嘛，我没嘞。哦，没有老概念变的嘛，说，俺们零啥西那边哇，不是把原要办，啊，好不？不是把苗要办。来，全老大嘛，这么谈好。啊，今天啊，不弄嘞，一岁了。啊，要嘛了，今年的哥拢一岁呗。没有讲了，老概念今年不弄嘞，一岁呗。ဒီလိုပါပဲကွာဒီလိုပါပဲဆိုဘယ်လိုလဲ ဒီလိုပါပဲဆိုတာရင်တိုင်းပါပဲလို့ပြောတာ အရင်အတိုင်းပါပဲဆိုတော့ဘယ်လိုလဲ ရင်တိုင်းပါပဲဆိုတာဒီလိုပါပဲလို့ပြောတာ အော်ဘယ်လိုလဲကွာဒီလိုပါပဲအရင်အတိုင်းပါပဲအဲ့နှလုံးထဲနဲ့ကိုတိုင်ပတ်နေတာဘာတွေပြောပတ်နားကိုမလို့တော့ဘာပြောတာလဲ ဒီကောင်ကစကားကိုရှင်းအောင်မပြောတတ်လို့ပါဒီကောင်ပြောချင်တဲ့အတိတ်ပဲဒီလိုဒီနေ့အချိန်นี่ဒီလိုပါပဲဆိုတာအရင်ကလိုအချိန်นี่အတိုင်းပဲလို့ပြောတာ ဘယ်လိုလဲကွာ စက်ပါရဲ့ 你他妈有没有了啊？你什么样的？ဟုတ်ပါအဲ့ရထားလေးနောက်ကြလို့စိုင်းကောင်အိမ်မှာပေါက်သွားတယ်ဆိုတော့ဘာရလာမှမရှိ 妈妈生气的呗，那没见没见到你，你这背人都快生活那样那么漂亮了，哎，哥，走。ကိုကြီးနဲ့ကိုလေးတို့ breakfast စားနေကြပြီလား 哎，要来要。 ဘလို့လဲညီမလေးကိုယ်တိုင်ဖြောပြရတယ်ဒီတောက်လို့ကောင်းလား 好，哎，你妈没过来多大？哦，哎，那养猪养的都牛逼的啊，那对。 ဟုတ်ပါနည်းနည်းလေးတစ်မျိုးဖြစ် ကြီးများလည်းတော့မကြံနဲ့နော်ညီမလေးကကိုကြီးတို့တောက်စီချင်လို့စူးစမ်းပန်းစားနေစေတနာနဲ့ကြီးများလို့ရှိရင်နောက်ကတိုင်ဖြောပြီးတော့ 哦，鸡没养好你妈的，高嘛？我这他们那方面。 ကောင်းပါလေမလေးဟိုဒါနဲ့နောက်ပြောရတော့ဟိုကိုလေးကိုတောက်တော့ ဘာလို့လဲ 哦，你妈那边嘛是的，塞哪来找那个？那。 ဟာโอเคပြီးရောအဲ့ဒါ ဟယ်လိုအားပါအားလို့ပြောတဲ့ Chinese ဆောင်တော်တော်ကြော်ခွာပါတယ်ဟုတ်လားစောစောစီစီကွာအေးရောက်ဒီအိမ်မှာဆောက်အခုလာမယ်အေးလာပဲ 我爷爷， ကြားပါလေကိုရ 你谁嘛？咖啡猫， ဟုတ်ကဲ့ကိုကြီး စူးစမ်းစီစီမဖြစ်တာ 没有那啥，没的。 တော့ 呀，也没有的。 ဟာလေကွာငါမစုံတော့ရောမမနေတော့အားနဲ့ဖွင့်လာတဲ့လက်ဖက်ဆိုင်ကိုပြုတ်အိမ်ဝိုင်းတဲ့ channel ကိုရောက်ပြီးတော့အလုပ်တစ်ခုလုပ်မယ်ဆိုပြီးတော့မင်းတို့စီထွက်လာတာ မင်းကဒီမှာဘာလို့မှာ မင်းတို့တော့တိုင်မင်းမယ်လေအကောင်းဆုံးဖြစ်မဲ့ထင်တဲ့ဟာတစ်ခုခုအစ်စ်ပြရကြည့်ပြီးတော့လုပ်မှာပေါ့ဒီမှာဟင်းတရားမပြောင်းသူကောင်းမဖြစ်တဲ့အစကုံမကြဘူးလား ဟုတ်တယ်ဒီနေ့ကျတော့ပြောင်းဆိုတာလည်းမင်းမေမထားနဲ့ဟုတ်အဲ့ဒီတော့တော့ကျိုးမန်းသိနေဦးမယ် မင်းဟာ ဟောမဲဟုတ်တယ်ရောမမှန်တယ်မင်းရတယ်ဟုတ်လားဒီမျိုးမှာအလုပ်ကြတာလွဲတယ်နော်မင်းအလုပ်ရတယ်လွဲတယ်ဒါပေမဲ့ဒီမှာသူတို့ငါတို့အလုပ်လုပ်နေကောင်ကြီးအများကြီးကွာမင်းရတယ်အခုငါဒင်းကြီးလုပ်ငန်းမှန်ကကြည့်ရောနော်ငါမှအဲ့ဒီနေ့အဲ့ဒင်းကြီးဦးရောအဲ့ဒါမျိုးအထိုင်းယူငါနင့်နေအောင်ထားပြီးတော့ဟမ်နေပူထဲမှာတနေကုန်တနေကန်းခြေတူအောင်ထားပြီးရှောက်ရောင်းရတယ်ဒါပေမဲ့ကွာတခါကြိုက်တော့မှအရေးမကြည့်တဲ့ရက်တောင်ကြည့်သေးတယ်ငါစီဝါရီကဘာနဲ့တူလဲဆိုတော့ဝလုံးပေါက်တဲ့ကိုစင်တိုးနေရလို့ပဲကြက်နေ ဒီငါဘာလို့လဲဒီရောက်တယ်ဆိုတာမင်းရတယ်ကန်ဆန်းလာပဲလေအဲ့ဒါမဲ့လူတွေကမင်းတလောက်ခါကန်ဆန်းတော့သိပ်ပြောစိတ်မရှိကြတော့ အဲ့ကိုကြားရဟုတ် အခုကျတော့သူတို့ကဘာလဲဆိုတော့တပတ်တော်ထဲမှာမင်း9ရက်ကိုမင်းညထိုးလို့ရတယ်မင်းလှလုံးတော့အဲ့ဒါတွေပဲအောင်ဆိုင်နေကြတာအဲ့တော့မင်းဒီရောက်လာတယ်မင်းသိပ်ပြီးတော့ရင်လိုရောင်းမကောင်းတော့အဲ့လိုဖြစ်ကုန် မင်းတို့လည်းကွာအဲ့မဲ့လည်းဒီလိုမကောင်းနောက်တစ်ခုပြောင်းလိုက်ပေါ့ကွာဒါပဲပဲ မင်းရတယ်ကွာဒီလိုမကောင်းနောက်လို့ပြောင်းဆိုတာမင်းပြောတော့တာလွယ်တာမင်းတကယ်လည်းတွေ့ကြတော့မလွယ်ဘူးကွာမင်းရတယ်ငါ့ဘူးထီရောက်နေကွာ
ကဲမင်းအရင်ကြီးထီလမ်းဘတ်ဖို့တွေရှိမယ်ဟောပြီးတော့ကာကြတော့ဘာဖြစ်မလဲကက်ဆက်တွေရှိမယ်နောက်ဆောင်ပေါက်တွေရှိမယ်တပီကတွေရှိတယ်ဟောရှုပ်ကုန်ပါပြီးတဲ့ခါကျတော့ကတွန်းလဲဖို့တွေရှိတယ်မင်းမလွယ်ဘူးကွာမင်းရတယ်နောက်ဆုတ်ဖို့ကမလွယ်တော့ဘူးငါပြကဘယ်လိုလဲဆိုတော့ကွာဟိုဖျားလိုက်တဲ့ကိုကြောင်ကောင်းတိုးဆိုဖြစ်နေနှုတ်ကိုခက်နေတယ်နှုတ်ကိုခက်နေတယ် ဆုံးမရဘူးပြမြောင်းမြောင်းနဲ့ အဲ့မဲ့ကွာမင်းရတယ်ဟဲ့လူနေကြံစနီလန်းရအောင်ဆိုစကားရရှိတယ်နော်အနာသိအောင်ကြိုးစားအနာသိရင်စေးရှိတယ်ဟဲ့ ဟေးအနာတိစေးရှိတယ်ဆိုပေမဲ့မသိသောစေးသမားဆိုတာလည်းရှိသေးတယ်ကွာ ဟာတော့ကွာဟဲ့မင်းဘယ်လုံးမှမဖြစ်ဘယ်လိုနေရာမှာပဲဖြစ်အခက်ခဲဆိုတာရှိမှာပဲအခက်ခဲကိုကြောက်နေလို့မရဘူးမရရအောင်ရင်ဆိုင်ပြီးကြိုးစားရမှာပဲငါတော့ရှင်းတယ်ဘင်းအောင်စိတ်တက်ပဲဖောက်ဖြတ်ခဲ့ပြီးမဖြစ်ပြအောင်ကြိုးစားမယ်ကွာဒါပဲ အေးပါငါတို့ကမင်းရဲ့ချင်းကိုယုံပြီးရပါခုလိုပြောနေဆိုတော့လည်းမင်းကိုစိတ်ကြကြောင်ပြောတာမဟုတ်ပါဘူးငါတို့ရဲ့အချင်းလေးတွေမင်းရှင်းပြနေတာနော်မင်းတော်ပြီးသားပါဘယ်မရဘူးဆိုမင်းဆယ်ရအောင်မင်းခေသူမဟုတ်ပါဘူးနော် ဟဲ့မင်း channel wine တွေရောက်လာတယ်ဆိုတဲ့ပတ်စံတွေကဗမာထားတာ ဘန်ထဲမှာပေါ့ကွာမင်းလည်းဘန်ထဲမှာအပ်ထားတာပေါ့လုံးမထောက်သုံးမယ်လေ ဒါကြောင့်မင်းခေသူမဟုတ်ဘူးလို့ပြောတာပေါ့ကွာနော်တော့ကြမင်းပတ်စံနေဒီယူလိုက်ဒီကောင်ခိုးတာနဲ့ကုန်းနေဘူး ငါတကိုးလေ ရုပ်ကတူတယ် ဒါကစားတာပါ လုံးလိုက်ငါလုံးလိုက်မယ်နော် မင်းဒီအရင်လေးပါရောက်လို့ပြောတာ ဘို့ဘာတော့မခိုးပါဘူးမြန်လေလက်မယူလာ မင်းမစပီကလေးအစ်စ်ဝယ်နေတာပြောတယ်နော် ဟာကြောက်နေ ဟေး မင်းတို့ကောင်တွေကဈေးရောက်ထွက်ကြတော့မလားအစိုးရပဲရှိသေးတယ်ကွာမစောဘူးလား ဩနေမထွက်ခင်စောစောစီးစီးသွားမှနေပြင်းတဲ့အချိန်နားလို့ရမှာလေကွာငါတို့တွေကနေမထွက်ခင်တွေကမိုးလင်းရတဲ့သူတွေပါကွာ တက်သူပြောတာဟုတ်တယ်ကွာညကြတော့ဘာထူးလဲကွာနေဝင်သွားပြီမဲ့လေမိုးချုပ်လို့မရသေးတဲ့ကောင် စကားတွေကမြင်လာ ਈ လားကွာဟမ်ဒီတော့မင်းတို့ဒီလောက်ထိမြင်တဲ့စကားတွေကိုဘယ်နဲ့ဘယ်လိုသိပြီးဘယ်နဲ့ဘယ်လိုတက်လာကြ လမ်းမော်တက်ကတူကတင်ခဲ့တာပေါ့ကွာ ဟမ်အေးလမ်းမော်တက်ကလူဆိုတာလမ်းမော်မှာရှိတဲ့ခြေတလုံးအိမ်နိုင်တွေလက်လုတ်လက်စားသမားတွေဟာတကယ်တော့လက်မှတ်မရှိတဲ့ပါမောက်ခါတွေကတိကတွေပါ တို့စကားတွေရတယ်ကွာပြောရင်းဆိုရင်ကိုမြင်တဲ့ထက်ပိုပြီးမြင်လာပြီဟဲ့အောင်လေငါလည်းမင်းတို့ရဲ့လမ်းပေါ်တက်ကတူလေတော်တော်ကိုစိတ်ဝင်စားနေပြီအဲ့ဒီလမ်းပေါ်တက်ကတူငါလည်းတက်ချင်တယ်ကွာဒီနေ့ငါမျိုးနဲ့လိုက်ခဲ့မယ်ကွာတော့နော် ဩနေစမ်းပါဦးကွာမင်းကအခုကရောက်ခါစားပဲရှိသေးတယ်နန်းနန်းနေနေစမ်းပါဩဒါတော့လမ်းပေါ်တက်တူဆိုတာပိတ်ရမရှိဘူးစန္ဒမစောနဲ့မင်းကြိုက်တဲ့ချိန်မှာကြိုက်တယ်လို့တက်လို့ရတယ်တော့ဆိုတော့ငါသွားပြီ အော် ရမရှောင်းတော့တိုက်ပါနော် ဖဲပြီးသားပါလေ ဘယ်လို ဟဲ့ အေး ဟုတ်တော့ ဟာ ငါလည်းအိမ်မှာကြောက်နေကြမှာပြင်းတယ်ကွာဟိုကောင်မဟောမင်းနဲ့ငါလိုက်ခဲ့ပဲမင်းကောက်ခေါ်ပါလား ကဲနေပါကွာဟိုကောင်မင်းကိုပြောသွားရမလားအိမ်မှာအေးစိတ်နေပါမင်းကအခုမှရောက်လာတာရှိသေးတယ်မလိုက်ပါနဲ့ကွာမင်းကငါတို့အလုပ်ကအရန်ပင်မနေဒါကြီးကိုထမ်းပြီးတဏီကူတဏီကန်ဟမ်ဒလန်းကိုဒလန်းနဲ့ရှောက်ရောင်းညောင်းနေပင်မနေမလိုက်နဲ့နော်လိုက်ရှင်မင်းနောက်နေ့မှလိုက်နော်ဟုတ်ပြီလားဒီတော့မင်းအေးစိတ်အိမ်မှာနေပေါ်သေးတယ်ကွာအထက်ကမျက်စံကိုမထိလို့အဲ့မျက်စံထိငါတခါတည်းကမ်းပြီအာတွားပြီဒီနေ့တော့ငါဈေးရောက်လို့မရဘူး အာမင်းကလည်းဈေးမရောက်တော့ဖြစ်မလားကွာဈေးမရောက်ရှင်မင်းအကုန်လုံးဒုက္ခရောက်ကုန်မမင်းရောက်မဲ့ဟာတွေကဒိန်ဂျင်တွေရောနှုတ်တွေရောအကုန်လုံးပြည့်ရကုန်မယ်လေမင်းကဒါအရင်းနေတယ်မင်းကနေတာမဟုတ်ဘူး ဟာဘယ်တက်နိုင်မလဲကွာဒီမှာဒဏ်ရာကြီးကရနေတာကိုမင်းကထွက်မရောက်တော့ပါဘူးတော်ပြီ ဟဲ့အောင်မရောက်တော့ဖြစ်မလားဒီမှာဘာမှပူမနေနဲ့ငါတစ်ကောင်လုံးအကောင်းကြီးရှိသေးတယ်ငါထမ်းမယ်မင်းတော့ကလိုက်ခဲ့သွားမယ်လားဟမ် ဟာဟာလေ ဘာပါလဲ ရောညီမလေးတို့ကိုကြီးဝစ်စားရဝဲလာ ကိုကြီးလိုပဲဒီမှာကိုလေးလည်းဝယ်လာ ဝတ်စားရည်ပဲလားဟာညီမလေးကဘိုက်ဆောင်နေတာ ညီမလေးကလည်းပြီးမှကိုကြီးတို့တူတူသွားစားကြအောင်ဟုတ်ဘူးလား အဲ့ဒီဒီဇိုင်းကြီးကမိုက်လည်းမမိုက်ဘူးရောဒီပါအောင် ညီမလေးကလည်းဆိုင်ကိုခုမှအသက်ရောက်တာကိုကြီးကဝဲလာ အေးလေညီမလေးကဟို up to date တွေနော်အားလုံးက up to date တာပြောရဲဒီဇိုင်းကြီးကမိုက်လည်းမမိုက်ဘူးဖြစ်ပါအောင် မလေးကိုကြီးတို့ကချစ်လို့လိုလိုက်တော့မစိုးအောင်
အဲ့ဆိုလည်းပြီးရောလေပြောကိုဝဲလာကိုပြန်လိုက်တော့မရှိတော့ ကိုကြီးရတယ်ညီမလေးကိုစိတ်ဆင်းအောင်တော့ပြောနေပြန်ပြီဒီလောက်ချစ်စရာကောင်းတဲ့ညီမလေးရထားတဲ့ဟာကို အားရလေကိုကြီးကချစ်လို့စားညီမလေးကဘိုက်စားနေပြီလားဒီထုတ်တွေသွားထားမယ်ပြီးမဟုတ်တူသွားစားဟုတ်ပြီလားနော်ဟောလေအမေရုပ်ကြီးလိုက်ကြမင်းရတယ်ကွာအဲ့ဒါကဘာမှမပြောဘူးမင်းပေါ်နေတော့ ဘယ်ကောလို့ပြပါမလား ဘာလို့ပြမယ်ဒါရလွယ်လေး ဟုတ်ရဲ့ အော်လေတေရှေးမလာစာ โอเคပဲတော့လေကွာ အော်လေတေရှေးမလာစာ ကြည့်မယ်တောက်ကြရင်ကြည့် အော်လေတေရှေးမလာစာ ဖြစ်တယ်နော်ဟဲ့ကောင် ဟော ဒီစားကနာနေမှာဆိုလို့ အော်လေတေရှေးမလာစာ လာပါတော့ ဟာဟဲ့စားနေကြပေါက်တယ်နေမတော့မယ်လာပြီအန်ဒီလာပြီလာပြီအဲ့ဒီထုံးနိုင်ချင်းရေးပဲဟုတ်ကဲ့အန်ဒီတပွဲနော်ဟုတ်ကဲ့အန်ဒီဟာဟိုမှာဟိုတဲ့ဟိုညမောလာအေးအမမိုးနဲ့ဆောင်းပတ်တယ်အေးလိုက်ဆိုင်မနော်အေးအဲ့အကောင်းကြီးမအနည်းမြန်မာထည့်ပြီးလိုက်အေးဟုတ်တယ်ကြီးဒီပါကွာဟုတ်ကဲ့အဲကြောက်ရှိတယ်နှစ်ဖက်ထည့်လိုက်တယ်ကွာပူထဲပြီးလိုက်ငါအနီးကို ဒီစုပါပဲ ရောက်ရအနီးရဲ့ရောက်ဒီမှာ ဘာမို့တရား ပါမှုတဲ့ရောက်ဒီမှာအဲ့ဒါပြီးမှရေးခဲ့နေပဲနော်အနေဟိုအရန်ပြောတာဝင်ကြည့်ဟုတ်ကဲ့ ဒီစုပါနော် ဟုတ်ကဲ့အနေနော်အနေ အဲ့ဒီကြီး 900အနေကျေးဇူးပါပဲနော်ကျေးဇူးပါခင်ဗျရ ကိုကြီးလိုက်ကိုကြီးလာဝဲပဲဟုတ်ကဲ့ရောက်တယ်ဟုတ်ကဲ့ကိုမရွှေနေမလားရွှေပဲဒီကိုရွှေပဲအောင်းနေရောဟုတ်ကဲ့ကိုကြီးမင်းညိုမင်းကအလုတ်လုတ်ချင်းစီအရန်များနေတဲ့ကောင်းအလုတ်တကူမင်းခဏလေးနဲ့တက်နော်ခုနေမင်းကြည့်ရောဟမ်ငါနဲ့တင်ကြီးလက်ရောက်တာ4-5ရက်ပဲရှိနေမင်းကတော်တော်ကြွညင်စင်အောင်ဖြစ်နေနော်ကိုကတင်ကြီးတိုင်းပွင့်မယ်ဆိုတော့မင်းပွင့်လို့ရနေပြီဒါပေမဲ့ကွာငါမင်းကိုတင်ကြီးလိုက်မယောင်းစေချင်ဘူးအခုတော့မှငါမင်းကိုမခေါ်ဘူးနော်မင်းအတင်းလိုက်ရောက်ပြီးမယ်ဆိုတော့ငါခွာတာ မင်းကဘာလို့ငါ့ကိုတင်ရင်မရောက်စေချင်တော့ ဘာဖြစ်ရမှာလဲငါတို့လို့ဆိုမင်းသိတဲ့အတိုင်းပဲဟုတ်မယ်နေဘူးထဲမှာတင်းနေကုန်တဏီကရှောက်ရောင်း6တော့တီညောင်းဟမ်စားတဲ့လူကလည်းရင်အေးသွားတာကွာငါတို့တွေကကြောပူတယ် မင်းကလည်းကွာလှုပ်တာပဲဟဲ့ငါလည်းအညာသားပါကွာဒါတော့ကတော့စာမဖွဲ့ဘူးဟဲ့ဟာဟမ်ဟဲ့ဘုကောက်ဒီလဲမလား ဟာဟဲ့အေးလာပါ အေးလို့လည်းတွေ့တာအတော်ပဲကွာမင်္ဂလာသတင်းပါလာတယ် ဟာကဲပြောစမ်းမဟုတ်ဘာတော့ မနေ့တော့ကဥတုတ်ကြီးလက်ဖက်ဆိုင်မှာလက်ဖက်တောက်ခဲ့တယ် ဩအကောင်းမဲ့လို့ကွာလက်ဖေးလေငါတို့လည်းတောက်နေတာပဲဟော မင်းကတော့ပဲမင်္ဂလာသတင်းနဲ့မင်းကလည်းဘာ ရှ လို့ င်းတော့လေကွာလက်ဖက်တောက်တာလို့မင်္ဂလာသတင်းလို့ပြောမလား အဲ့ဘာတော့ ဥတုတ်ကြီးဆိုင်မှာအဖျော်ဆရာတယောက်မလုံးလားလို့ငါမေးလိုက်တယ် ဩအဲ့တော့ဥတုတ်ကြီးကဘာပြောတော့ လက်ခံနေဟေးလက်ခံနေတိုက်လဲကိုကျူးဆိုတယ်ဟေးဘာလို့လဲဆိုတော့ဥတုတ်ကြီးကလေဆိုင်မှာခေါ်တော့လေဥတုတ်ကြီးဇဝဲထူတော့လေဥတုတ်ကြီးဒီလိုကြီးရဲ့တယောက်တခြားခြားလဲနေတာကွာလူကမခေါ်နိုင်လို့မဟုတ်ဘူးဟေးညီမစိတ်ချတယ်ရှားလို့မောင်ကြီးကရွာမှာလေကိုယ်တိုင်လက်ဖေးဆိုင်ဖွင့်ပြီးကိုယ်တိုင်ထွက်လာတဲ့သူဆိုတော့ပုံပြီးစိတ်ချရတာပေါ့ကွာနောက်ပြီးတော့မောင်ကြီးဒီအဖြိုလှစားအတွက်ဘာမှပုံမှုနေနဲ့သူများတဲ့ကိုမနှဲစေအောင် ဥတုတ်ကြီးတို့ကလေမြန်းတယောက်တည်းရှိတာကွာ
မိမဈေးထဲမှာစိုင်းဖွင့်လာတော့နေရောညရောဈေးထဲမှာကြီးပဲ ဟုတ်တယ်ဦးတုတ်ကြီးကတယောက်တည်းအလုပ်တွေချုပ်ပြီးခြားရလဲနေတာရဟတ်ကြီးလို့ပဲမင်းရောက်လာတော့သူပေါ်ရတာဗော ဒီပါဗျာကျေးဇူးအများကြီးတင်ပါတယ်ဟိုကျွန်တော်လည်းလေဟိုကိုတူကိုသားလို့ပဲသဘောထားပြီးတော့လေလိုအပ်တာမှများဆုံးပါပါကျွန်တော်လည်းအလုပ်ကိုကြိုးစားပါမယ် အေးဝင်းတာလေကွာဝင်းတာလေ ကျွန်တော်အလုပ်ကြတော့လေဘယ်နေ့လောက်စပြီးတော့ဆင်းလို့ရမလဲခင်ဗျာ လူကမုံကြီးဒီနေ့လူစရာကိစ္စဘာမှမရှိဘူးအားနေတယ်ဆိုရင်တော့ဒီနေ့ပဲလူဝင်လိုက်ပေါ့ ရပါတယ်ရပါတယ်ဟေးလုံးချင်ရပါ ဒီလိုရှားနေတာပေါ့ တို့ကြီး ဟေး ဟောကိနခွဲရပြီ အေးဟုတ်ပြီ တော့ဘာရပါလဲ ကြားစီကြားစီ တက်တူနော် အေးတူ ဟေးတို့ကြီး ဟေး အဲ့ဒါကိုရပြီ ဟာအေး အော်ဒီမလေးမလာလာကြာပြီနော်ဟုတ်တယ်ဟုတ်တယ်လုံးအားဟေးထုံးတန်တိုင်းမဟုတ်လားဒါပေါ့ဗျာဟေးဟေးမင်းတို့ပုံမှန်ရှယ်3ဘွဲ့မင်းတို့ပုံမှန်ရှယ်3ဘွဲ့ ဟုတ်ကဲ့ဘုရားကြီးဘာပြောကြလဲ ပုံမှန်ရှယ်3ဘွဲ့ ဟုတ်ကဲ့ဦးတို့ကြီး ကဲခဏတော့လာမယ်နော်ဟုတ်ဆက်နေမှာစားပါမယ်ပြင်ဖိုက်တာနေလို့နော် ရပြီကဲနားပါ 哎呀，好吃死了。 ဟေး 那就是 ဟုတ်ပါဘာလို့လဲဟောဖြောစရာအစ်စ်ဆိုတော့အစင်ပြေချင်းမှပြေမှာပါပြီးဖြောပေးမယ်လေ 哦，家长。 ဥကြကြီးပြင်ပြီးဖြောပေးမယ်လေ 哦，မဖြောပါနဲ့ အားနာလို့လား အားမလို့မဟုတ်ဘူးဒီနေ့တော့ရခိုင်းနေတဲ့ပိုကောင်းနေတယ် ဟုတ်တယ်မာလေးပြောဒီနေ့ပြောတာခိုင်းတော့ ဟုတ်ပါဗျာဒီလိုလက်ရနေတာလေမျိုးထဲမှာဖွင့်လိုက်လို့အောင်မြင်ပြီဗျာ ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဗျာ ခုနအဖြောဆရာဆိုတာလေဘာတူလဲ ဟောကျွန်တော်ပါဗျကျွန်တော်ပါကျွန်းနဲ့ပဲမြင်းညိုပါ မြင်းညောဟုတ်လား မြင်းမဟုတ်ပါဘူးမင်းညိုလူပါဗျာတလေးစက်နဲ့ရောနေတယ်မစား နော်ဟိုနားချမရောလို့ ရပါတယ်မင်းတို့သူဆက်ရှိတဲ့လုပ်လို့ ။ဟဲ့မင်းညဘာကြည့်တယ် တို့ကြီးဟမ်ဟိုသူတို့တွေကကျွန်မအမြဲတမ်းလာတော့တာပဲလားဟင် ။အေးလေသူတို့မောင်နှမ3ယောက်ကသူ့ဆိုင်ဖောက်တယ်လေကွာ။သူတို့မောင်နှမ3ယောက်ကလက်ပိတ် crazy တွေကွာ။သူ့ကိုမအားရနေကြရင်လေကောင်မလေးတယောက်တည်းလာတော့တာ ဟာမင်းကလေးကြောင့်လည်းလာတော့တယ် ။အေး တတိယတော့မစိုးဘူးပေါ့ အေးသူကတတ်တိမစိုးဆိုတာဟိုနှကောင်သူ့အကိုရခန့်တဲ့ကောင်မဘလူးနှကောင်ဟေးဘလူးတွေသူညမတော့မင်းစော်ကားမယ်မကြံနဲ့ဟေးအဲ့ဒါဘလူးဆိုင်တီးပြီးတော့ပြဿနာရှာတော့တာပဲ။ရက်ကွက်ကလေသူ့အကိုအကြောင်းသိနေတော့သူ့နှမကိုစော်ကားဖို့နေတာစကားနဲ့တော့မစရဲကြဘူး။ 对了，ကိုကြီးနဲ့ကိုလေးအတွက်လည်းဖေးရင်ရောဟမ်哪里？哦，鬼话哦，你那边也到了，
我到嘛我。 အပြင်မှာလည်းတော့တောက်ကြမယ်လေ ဟာအပြင်မှာတော့မတောက်တော့ဘူးလေကိုကြီးနဲ့ကိုလေးကဒီနေ့အိယာထားတော့ကြာပြီတော့အိမ်မှာပဲတောက်တော့ ကိုလေးအောက်ချရတော့မေး တောက်ဆိုတော့လေဘူကျွေးရှိနေတာတောက်တော့မှာပေါ့ တောက်ကြည့်ကောင်းလား ဟုတ်လား ကောင်းတယ်မလားကောင်းတယ်ဟမ် အားရမလေးဒီမနေ့လက်ရတဲကောင်းလိုက်လား ကောင်းမှာကောင်းရှယ်ပဲ ဆိုင်ကကြော်စရာတွေလက်ရတိုင်းပဲ ညီမလေးကိုယ်တိုင်ပြောတာမဟုတ်ဘူးကိုရဲ့ဟိုဒီနေ့ဥတုတ်ကြီးဆိုင်သွားရတယ်လေတခါရဲဝင်လာပြီ ဟုတ်ဒီလိုလားဟာဟိုဘာလို့ပဲလေဟိုငါညီမလေးအခုလိုလိုက်ပြီးတာပဲအမိမဲ့ပြီးတော့ဟုတ်လား ဒါပေါ့သူကသူမဖြော်တတ်တာကိုမဖြော်ဝဲနဲ့ဆိုင်ကအခုလိုဝယ်ပြီးတိုက်တော့လေဟိုအကိုတို့ဝကျွေးတွေကုန်သွားတာပေါ့ စေတနာ လေစားကျေးဇူးတင်ပါတယ် ကျေးဇူးတင်လို့ရှိရင်လူစကားနဲ့ပဲပြောလို့မရဘူးလေကျေးဇူးတော့ပြန်ဆက်သက်လာပေါ့ ညီမလေးရတယ်ဟိုကိုရဘလို့ကျေးဇူးငါညီမလေးစား ။အော်ဟိုဒီနေ့ကြောင်းပြန်ဖွင့်လို့ရှိရင်လေညီမလေးကတက္ကသိုလ်နောက်ဆုံးနှစ်မလား။အဲ့တော့ โอเคသဘောပေါက်ပြီငါညီမလေးနော်ငါညီမလေးပါဇက်ဟလိုက်တာနဲ့ဘာပြောကျင်လဲဆိုတာအကိုကြီးတို့ကသိပြီးသားနော်ကိုလေးနဲ့ကိုကြီးကလည်းညီမလေးမပြောခင်တည်းကကြောက်ပြန်တက်တာနဲ့ကားအစ်စ်တစ်စီးဝယ်ပေးဖို့အားလုံးစီစဉ်ပြီးပြီဟုတ်ပြီလား နော်တကယ်တော့ တကယ်ဟောညီမလေး ကိုကြီးနဲ့ကိုလေးနဲ့လေတိုင်ပင်ထားပြီးသား မစိုးလက်ဖေးလေးနှစ်ခွက်ရင်းလိုက်တာနဲ့ကားတစ်စီးရောက်တယ်။ရှယ်ဘူးပြောတော့အဲ့ဒါမှညီမလေးကလေကိုကြီးနဲ့ကိုလေးချစ်တာ ကောင်းပါပြီညာငါညီမလေးလေးအကိုကြီးတို့နှစ်ယောက်ရဲ့အရေးအမအမြဲတမ်းချစ်တယ်ဟုတ်ပြီလား ချက်ချက် ။ရတော့ ဟုတ်လားမလား သူတို့ဒီဟေးဆိုင်ရောက်ရဲ့အချိန်တွေဘယ်လိုရှိလဲဟာမင်းညိုရောက်လာတဲ့ကငါဆိုင်ကလူတော်ကြတာကွာစီးပွားရေးတော့အရန်ကောင်းလာတယ်ဒါနားနေတဲ့ချိန်မို့လို့ဟေးအောင်နောက်တနားကြီးဆိုထိုင်စင်နေရတော့မရှိတော့ဟာဒါသူကြောင့် ဟုတ်ပါဦးတို့ကြီးရယ်ကျွန်တော်ကြောင့်မဟုတ်ပါဦးတို့ကြီးကစတဲ့လူကြီးလူငယ်များလို့ပါ မင်းရောက်ပါကွာရှင်းနေတော့ဒီကြောင့်အော်ဖေးဆွဲတယ်ဘာဖြစ်နေတာလဲ ဩသူမျောနေတဲ့လူလားနေပြီလေကွာဘုံက ဟာဟဲ့ကွာကြီးဟေးသူနဲ့တော့တွားပြီးတော့ပတ်သက်ဖို့တော့မစင်းစားနဲ့နော်သူ့ကိုရီးယားဖိုက်တာတွေ ရောအဲ့ကောင်မလေးနောက်မကန့်နဲ့တော့သူ့အကိုတွေကဘူးမှအထာထားတာမဟုတ်ဘူးတော့ကြောင့်မင်းရိုက်ခံနေရမယ်ဘူးရှောင်း မင်းတို့လည်းပေါ့ဘာမလို့ဆိုင်မှာလာအားပေးနေတဲ့လူကြီးကိုယ်ဆိုင်မှာလာအားပေးတော့ကျူးဆိုင်ရမှာပေါ့ဗာမင်းလည်းအဲ့ဒါငါအပြစ်လို့တော့မဟုတ်ဘူးမင်းတို့ ဟာသားတယ် ဟေးရှင်းတာလည်းဘာလို့ပြင်းတာ ဟာသမီးလာမလေးသမီးကိုမျောနေတာကဲထိုင် ဟုတ်ကဲ့ အားလည်းလိုပဲလား ခိုင်းတယ်ပဲလို့ ဟိုကောင်ကြီးကသွားဖြောနေပြီဗျာအော် ဘုံရပြီ အဲ့ဒီတော့ပါ ဟာ အော်သူမင်းတို့အတွက်လက်ဆောင်ပါ ကျွန်တော်ကလည်းဆောင်ဘာလဲဆောင်လဲ အော်ကိုမင်းတို့ကစီးပွားရေးကိုအောင်မြင်လုပ်ချင်နေရဲ့ဆိုရင်ဝီမျိုးရဲရောက်တာနဲ့စီးပွားရေးလမ်းညွှန်ဆောင်လေးပြီးတော့ဝင်လာတယ်လက်ဆောင်ပါ ဘာသာလဲဘုံမော်ရဲ့ကျွန်တော်လေးကျေးဇူးတင်တဲ့အကြောင်းဘယ်လိုပြောမှန်းတော့မသိတော့ဘူး ရပါ ။ရကျေးဇူးတင်ပါတယ်နော်။ဟောလက်ဖက်ရည်လေးတောက်ကြည့်ပါဦး။ဟိုဒီနေ့ဟောအဆင်ပြေရလားလို့ ကိုမင်းတို့ပြောတာဘယ်တော့မကောင်းတာရှိဘူးလို့ကောင်းပါပါ ။ကျွန်တော်ကစိတ်ပူလို့ပါ။တောက်ကြည့်လိုက်ပါဦးနော် ကောင်းပါပြီကောင်းတယ် ကောင်းပါပေါ့ဒါမင်းညိုပြောတာပဲလေမကောင်းမနေပါမလားသမီးရဲ့ဟောဒီမှာလေဥတုတ်ကြီးငယ်တုန်းကလေမင်းညိုလိုပဲဖြောစရာလေးဘွားလေးတက်လာတာဥတုတ်ကြီးကလေဥတုတ်ကြီးဆိုင်ကိုလေဥတုတ်ကြီးမိမကလေနေတိုင်းလက်ဖေးလာတောက်တာဥတုတ်ကြီးလက်ဖေးကိုဆွဲနေတာဥတုတ်ကြီးကလည်းလေဥတုတ်ကြီးမိမလာမဲ့အချိန်ဆိုလေလက်တွေကအလိုလိုဖြောပြီးတော့ဖြစ်နေတာဥတုတ်ကြီးကဖြောလိုက်သူကတောက်လိုက်ဖြောလိုက်တောက်လိုက်ဖြောလိုက်တောက်လိုက်လေတော့ညာသွားတော့ပဲသမီးရဲ့ ။ဘာလို့ပြောနေရလဲ။ sorry ပါနော် ရပါတယ်
ကိုမစ်ဆက်ပေးအောင်မယ်ဒါကလေကျွန်တော်ရဲ့တငယ်ချင်းတွေဒီကောင်းနာမည်တက်ဖို့တဲ့ဒီကောင်းနာမည်ဖိုးသာအောင်တဲ့ကျွန်တော်နေမှာတော့နေရတငယ်ချင်းတွေလေကျွန်တော်ဒီရန်ကုန်တက်လာတော့အခုသူတို့နဲ့ပဲတူစုပြီးတော့နေတာတိတ်နေပဲ ပြရမှာတော့ ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါဟုတ်ကဲ့တရားလာပါပါဟိုကျွန်တော်တို့နောက်တစ်ခါလမ်းမတွေ့လေခေါ်လို့ရပါတယ်ခင်ဗျာ ခေါ်ပါမယ်ရှင် ကျွန်တော်ထီရောင်းတယ်ထီပါလဲထုတ်လို့ရတယ်သူကဒိန်ရင်ရောင်းတယ် ဒီနေ့ရောခေါ်ပြီးအားပေးပါဦးနော်ကျွန်တော်အများကြီးကိုထည့်ပေးပါ ရေးတယ် marketing ဒီဘူးလေးရှောက်သွားတော့မျက်နှာကိုမဲနေတာမျက်နှာကွက်ပြီးဝိုးချုပ်နေတာ ဟုတ် ကိုမင်းရော ဘုံဘယ်လာလဲ ဘုံစောက်သွားငါတာကြည့်တဲ့ကားလေးလည်းရှိတယ်လေသွားငါတာဒါပေမဲ့ကြည့်တဲ့ကားတော့ငါလို့မရတော့အဲ့နဲ့စောက်တယ်ပဲငါတယ် ဘုံဘာကားကြည့်ချင်လို့လဲ ဘုံကြည့်တဲ့ကား Notting Hill လေဒါပေမဲ့အဲ့ကားထွက်တာကြားလာပြီဆိုတော့ခွေးဆိုင်မှာလည်းငါလို့မရတော့အပြင်မှာလည်းဘလို့မှဝယ်လို့မရတော့ not ဘာဖြစ်လဲနော် Notting Hill Julia Roberts ကားလေးသိလား Oh, naughty hey Julia တော့ကြားဘူးတယ်ကျွန်တော်နာမည်ကြီးရနော်အိုက်က ဟုတ်တယ်အော်ကိုမင်းရောဘယ်သွားမလို့လဲ အော်ဒီနေ့လေလက်ဖက်ရည်ဆိုင်မှာဟိုဥတုတ်ကြီးရဲ့မိန်းမချော်လဲွားတာချော်လဲတော့ဆေးရုံတောက်ဖို့อ่ะလေလက်ဖက်ဆိုင်ကိုနစ်တော့ပိတ်လိုက်တာအိမ်မှာပြင်းနေရတယ်လေဟိုဒီနားမှာဟိုကောင်တွေကရှိတတ်တာနဲ့သူတို့နဲ့မြန်တွေ့မလားဆိုပြီးလိုက်ရှာနေတာမတွေ့ပါဘူး မာလေး ကိုလေး ဒါဘာလုပ်နေရလဲ စောက်သွားငါပြန်ပြန်လာတယ် ငါတို့အိမ်မှာမရှိဘူးဆိုရင်နေအပြင်ထွက်တော့လားနင့်နေအပြင်ထွက်တယ်ဆိုရင်သွားရရှိရတော့လာစရာရှိရလားဟောဟမ်ယောက်ျားလေးနဲ့မပတ်သက်ပါနဲ့လို့နင့်ကပြောထားတယ် အော်ဟိုတော့ညီမလေးတို့တောင်းနေကြလေဆရာအကူလေး ဟုတ်ပါတယ်ကွာကျွန်တော်က ဟဲ့အောင်မင်းပါစက်ကိုပိတ်တာမင်းကိုမင်းနဲ့မဟုတ်မင်းကတခါလေးပြောတာငါတို့ညီမနဲ့လာလဲမပတ်သက်နဲ့စကားနဲ့လာအောင်ပြောတယ်ငါတို့မကြိုက်ဒါနောက်ဆုံးချိန်ဖြစ်ပြီလာလို့ပြောဝေးနေမင်းတို့မင်းတို့ဥတုတ်ကြီးကရေလေသဘောကျနေပြီကွာမင်းရောက်လာတော့မှ तू စီးပွားပို့ပြီးတက်လာတယ်တဲ့ဟမ်နောက်လာလေစပြီးတော့မင်းတို့တစ်လောက်2000လာလာတိုးပေးမယ်လေကွာ ဟာတော့ဘာဖြစ်လဲ ဟဲ့မင်းရလေကွာကို့လောက်ကတိုးပေးပဲကိစ္စကိုမင်းကဒေါသဖြစ်စီရလား အေးလေကွာမင်းကလည်းအဲ့လာသာငါ့ကိုတိုးပေးကြည့်ပါလားငါကိုရီးယားလိုဂျပန်လိုအင်္ဂလိပ်လိုငါကျေးဇူးတင်ကြောင်ပြောပလိုက်မှာ မင်းတို့လည်းကွာငါတောက်ဟုတ်တယ်ဆိုတော့အဲ့ဥတုတ်ကြီးကိစ္စနဲ့ဘာမှမဆိုင်ဘူးကွာ ဟုတ် အဲ့ဘူးတော့ခေါ်တာလေမင်းရလေ ဝိမုံနဲ့ပတ်သက်ပြီးတော့ခံပြင်းလို့ကွာ အော်မင်းရလေကွာဟိုကမနူးမနဲ့လေးပါ तू ပြောတဲ့စကားဘယ်အိဗယ်ထိဘယ်ကိုရောက်မှန်းတော့ तू ကသိတာမဟုတ်ဘူးမင်းရလေအဲ့ဒါဘွေယူနေပြန်ပြီ အေးလေကွာမင်းက तू ကအရွယ်သာရောက်တာစိတ်ကခလေးစိကွာမင်းကနေပါခွတ်လို့လိုက်ပါ မင်းတို့ကလည်းကွာဟိုဝိမုံနဲ့လည်းတဟဲ့ပတ်သက်တာမဟုတ်ဘူးကွာ လုံးမင်းရလေကွာရှုပ်နေတာပဲ ဘလူနဲ့တော့ ဝိမုံရဲ့အကိုနဲ့ဖြစ်တာ ဟာဘာဖြစ်လဲ ဘာဖြစ်မှာလဲကွာနေ့လေတော့ငါနဲ့ဝိမုံနဲ့လမ်းမှာတွေ့လို့ကွာခဏတစ်ပြုတ်ရက်ပြီးတော့စကားပြောတာကွာအဲ့ဒါကိုသူ့ကွာဟဲ့အောင်နဲ့မင်းငါးညမနဲ့အဲ့လိုစကားလေးပြောကြမလို့ပတ်သက်စရာမလိုဘူးဒါနောက်ဆုံးချင်ဖြစ်စေပဲငါဗလိုက်ရင်ကောသွားတာကွာငါတို့တင်းတယ် ယောတော့မလို့ပါနဲ့ကွာယောအဲ့ကိစ္စဆိုတော့ထားလိုက်ကွာနားလဲနားမလဲမင်းနားလဲပြီးလိုက်ကွာ तू နဲ့ခက်ခင်းနေပါယောမလို့ပါနဲ့ခိုင်းတာမင်း မင်းကရင်တော့ပြောပြဘူးလေသူတို့နဲ့ဝေးနေပါပြဿနာရှိတယ်ဒိန်ဂျာဆိုပြီးငါပြောခဲ့တယ် မ လေ လို့ပါနဲ့သူကနေပါပြီမင်း ဟဲ့ဘလို့စတော့အဲ့ကိစ္စခဏမေးထားလိုက်နော်
တော့စင်ကတော့အလုပ်တွေပြင်မယ်ပြင်တာတွေကိုဒါလေးနဲ့အပန်းပြေမယ်နော်အဲ့တော့မင်းလည်းနည်းနည်းချာချပဲ ငါတော့လို့မရဘူးငါတော့လို့မရဘူး အဲ့ဒါကွက်လေးကမင်း ဟုတ်ပြီလေကွာတော့တာဘာဖြစ်လို့လဲလူတွေတောက်လို့ရတာမင်းရဘာဖြစ်လဲ တို့လည်းတောက်လို့ရပြီမယ်ငါတောက်လို့မရဘူးငါသွေးနဲ့ကိုမတည့်တာအဲ့အချက်ကိုတောက်လိုက်လို့ရှိရင်အဲ့ယောဂတစ်ခုပြီးတစ်ခုဖြစ်ငါတဲ့ကိုမတည့်တာအဲ့ဒါကြောင့်မတောက်ကုန်တောက်တာ ဟုတ်ကဲ့လူစမ်းနဲ့လာတွေ့နေဟဲ့ ထားလိုက်လေ तू မတော့လေငါတို့ပို့တော့တာပေါ့ ရတယ် နော် မင်းလူချင်းမင်းတို့ကတော့ပို့ပြီးတော့ဟဲ့ဘောရရ ကိုရ ရှစ်ချင်းဘာလာလောက်တာလဲ အခွေလေဟိုဝမကြည့်ကျင်တဲ့ဟိုဟာလေနော်တင်းဟေးလေအဲ့အခွေလေးဟိုမြန်မကရှာပြီးတော့လေဝမကြည့်လို့ရအောင်ဆိုပြီးတော့အဲ့လာပြေးတာချောက် ရှင်တော်အတင်ရရပဲနော်ဒီပတ်ဝန်းကျင်ကလူတွေဆိုလို့ရှင်လေကျမကိုရီကိုကြောက်ပြီးကျမနောက်ကဲရရတာပေါ့ရှင်ကျမကိုရီကိုမကြောက်ဘူးလား ပုံမှန်ဆိုလို့ရှိရင်တော့ကြောက်တာပေါ့ဒါပေမဲ့လေဝမနဲ့ပတ်သက်လာလို့ရှိရင်မကြောက်တော့သလိုပဲ ကြောက်တော့မလုံးနဲ့နော်အကူတွေတွေ့သွားလို့ရှင်လေရှင်အယိုးတခြားအသားတခြားဖြစ်သွားလိမ့်မယ်သိလားကဲပြန်တော့ဟမ် အဲ့ဆိုတော့မယ်နော်ဟဲ့လား အော်ကျေးဇူးပဲနော် ဒါပဲနော် အေးပါရှင့်နေသားစနေပြောင်းထားလိုက်တော့ငါတို့ထွက်လာပြီနော်โอเคတဒါကိုကြီးကိုလေးဒီနေ့ထက်တဲ့ shopping ထွက်ဖို့ချိန်ကြတယ်အဲ့လိုက်ပို့ပါ ကိုလေးကစင်းနေတော့အောင်လဲမပြီးသေးလို့ ကိုလေးမအားလို့ရှင်ကိုကြီးလိုက်ပို့လေနော် ဒီမှာလေးရတယ်ကွာကိုရောကိုလေးရောဒီနေ့လာကြုပ်စင်ပြီးမှဖြစ်မှာနော် အာ ဟုတ်တယ်ညီမလေးရဲ့ဒီစင်းနေအားလုံးကဒီနေ့အပြီးလောက်အောင်ညီမလေးကိုယ့်အကိုပဲသွားလိုက်တော့နော်ကားကိုတော့ဖြည်းဖြည်းမှစောစောတော့ပြန်လာတယ် အဲ့ဆိုလို့ရှင်မို့ပြီ ဟာပေးရမယ်ဩကဲ ရောဗျာ ကဲရ ကိုလေးကပူချစ်သွားပြီကျန် ဘာဖြစ်လို့ ဘာဖြစ်မလဲကိုလေးကပူမြပေးရတယ်ငါလေး ဟာအဲ့လိုဖြစ်လို့တော့ဘယ်ဖြစ်ပါမလဲအဲ့ဒါကိုကြီးကထပ်ပေးအောင်မှာကဲရော ဟာဒါဆိုလို့ရှင်တော့ကိုကြီးကပူချစ်သွား ဟာအဲ့လိုပို့ချစ်လို့မရဘူးလေကိုလေးလည်းထပ်ပေးမှာပေါ့ဒီညနေဖြစ်သွားတာကဲရောဗျာ ကျေးဇူးတင်ပါတယ်ဒါဆိုလို့ရှိရင်တော့ကိုကြီးနဲ့ကိုနဲ့ညီမလေးကိုတန်းတူချစ်သွားပြီညီမလေးကလည်းကိုကြီးနဲ့ကိုလေးကိုတန်းတူချစ်ပါတယ် ကိုကြီးကလည်းညီမလေးကိုချစ်ပါတယ်ဗျာ ဟုတ်ပါ အဲ့ဆိုလို့ရှိရင်ညီမလေးသွားတော့မယ် အေးညီမလေးတတ်တာဟောဇော်ကြီးပြန်လာခဲ့နော် ဟုတ် ကားလည်းပြေးမအောင် တက်တာ တက် က
ဒီနေ့ဒီဇိုင်းမိုက်လိုက်လားဟောလန်ကတုံးနဲ့ရောပစိုးနဲ့ယူတော်မားတဲ့ဘယ်တော့မလို့လဲ အော်ဒီနေ့ကကျမရဲ့မွေးနေ့လေအဲ့ဒါကျွန်တော်ဖျားသွားမလို့ ဟောဒီနေ့ကကိုမင်းတော်ရဲ့မွေးနေ့လား ဟုတ်ကဲ့ Happy birthday ပါရှင်ဘယ်ဖျားတော့မလို့လဲ ရွှေကုံဖျားပါကျွန်တော်ကလေရောက်ကြရရွှေကုံဖျားကိုဖူးကျင်နေတာကြားလာပြီအလောက်ကမအားတာနဲ့လေမသွားပြဘူးဖြစ်နေတာတကယ်ကြီးတယောက်ကလည်းဒီနေ့သူတို့အလောက်ကဖြတ်လို့မရတော့ကျွန်တော်ကိုလိုက်မပို့နိုင်ကြဘူးအဲ့ကျွန်တော်ဖျားကိုဘယ်လိုသွားလို့ရလဲလို့မေးလိုက်တော့လမ်းထိပ်မှာကားကိရှိတယ်တဲ့အဲ့ကားကိမှာရွှေကုံဖျားကိုဘယ်ကားရောက်လဲလို့မေးလိုက်လို့ရှင်ဘယ်သူဖြစ်ဖြစ်အကုန်လုံးသိတယ်တဲ့အဲ့ဒါကျွန်တော်အခုကားကိသွားမလို့ဝမ်းမမရောဘယ်သွားမို့လဲ ဝတ်မောင်ကဒီနေ့တကယ်ကြီးတယောက်နဲ့ချိန်လာတာ shopping ထွက်မလို့ဟုတ်ဒီလိုလုပ်ပါလားဟိုကားကိကလည်းနီးနီးလေးပဲဆိုတော့လမ်းကြုံတယ်လေတခါလေးလိုက်ခဲ့လိုက်ပါလားလိုက်ပို့ပေးမယ် ရပါတယ်ဝင်းမောင်ရဲ့အားလာကြကြီးဟိုပြီးတော့ဝင်းမောင်ရဲ့အကိုတွေပါတွေတွေ့ပါလဲ အားမမနေပါနဲ့ရပါတယ်ဘာမှဖြစ်ဘူးအကိုကြီးလည်းမတွေ့ဘူးဒါနီးနီးလေးပဲဥစ္စာလိုက်ပို့ပေးမယ်နော်တက် ကျေးဇူးပဲ ဘာလို့လဲဒီနေ့ shopping ထွက်မယ်ဆိုပြီးနေမဲချိန်လာပြီဟုတ်လားအဲ့လိုဆိုလို့ရှိရင်လည်းဘယ်တော့မှဖြစ်ပါမလဲအကောက်ချင်နေဆိုရလားโอเคအဲ့ဆိုတော့တော့မှသွားမယ်လေနော်ဒီအကောက်ဆွဲစားလိုက်နော်အေးတက်ကြီးtake care ဒီနေ့ shopping သွားဖို့ချိန်လာတဲ့တကယ်ချင်းတွေကမသွားဖြစ်တော့သူ့အဖေကမူးလဲလို့တဲ့သူစေးရုံလိုက်ပို့ပေးရမယ်လေ ။အော်အဲ့ဆိုဘယ်လိုလုပ်မလဲ။ဘုံမအိပ်ပြန်ရမှာပေါ့ မပြန်တော့ဘူးဒီနေ့ကကိုမင်းညိုရဲ့မွေးနေ့ဆိုတော့ဖျားသွားပြီးတော့ကုသိုလ်ကောင်းမှုသွားလုပ်အောင်ဘုံလိုက်ပို့မယ်ဘုံလည်းကုသိုလ်ရတာပေါ့ပြီးတော့မှတ်တမ်းလည်းကြော်လာပြီကိုမင်းညိုရဲ့ ။အော်ကျေးဇူးပါပဲဘုံရဲ့နော်။ ဩဃာသာကာယကံဝစီကံမနောကံတပ္ပရောဓခသိသောအပြစ်တို့ကိုပျောက်ပါစေခြင်းအကျိုးငါပထမဒုတိယတတိယတစ်ကြိမ်တစ်ကြိမ်သုံးကြိမ်မြောက်ဖေယယရဏတရားယရဏသံဃာယရဏမြတ်သုံးပါးတို့ကိုယောတိလေးမြတ်လက်ဆုံးမိုးရိပ်ရှိခုပူဇော်ဖူးမြော်မှန်လျှော့ကြောပါ၏ရှင်ဗျာ ရောရသောအကျိုးအကြောင်းပဲလေးပါကသုံးပါရပြည့်ရှိပါယံသူမျိုး၅ပါးဝိပတ္တိတရား၄ပါးပြဿနာတရား၅ပါးတို့မှာအာဃာကတင်ကိလွတ်ငြိမ့်သည်ဖြစ်၍မတရားဖို့တရားနိဗ္ဗာန်ချမ်းသာတရားတော်မြတ်ကိုရပါလို့ဤရှင်ဗျာ ဟ
ရွှေကုံဘုရားကြီးကတက်ဖယ်လိုက်တာနော်အရန်ကိုကြည်ညိုဖို့ကောင်းတာ ကိုမင်းညိုကလည်းရွှေတကုံပြရရတယ်မြန်မာပြည်မှာမဟုတ်ကမ္ဘာပေါ်မှာထင်ရှားကြော်ကြတာ ဟုတ်တယ်နော်ကျွန်တော်တို့လေအရန်လဲပီတိဖြစ်တယ်ကြည်လဲကြည်ညိုတယ်ပြီးတော့ဘုဘကိုလည်းကျေးဇူးရမ်းတယ်လေ ဘာဖြစ်လို့ချစ်လို့လဲ အော်ကျွန်တော်ကိုဖះလိုက်ဖို့ပေးလို့ပေါ့အခုဆိုလို့ရှိရင်ကျွန်တော်ရဲ့မွေးနေ့မှာကျွန်တော်ကုသိုလ်ကောင်းမှုတွေအများကြီးလုပ်ဖြစ်သွားတယ်ပြီးတော့အမှတ်တရလည်းအများကြီးဖြစ်သွားတယ် ဘယ်လိုအမှတ်တရဖြစ်တာ ကျွန်တော်လေတောင်းမှနေတော့ဆိုလို့ရှိရင်ကျွန်တော်အမေနဲ့အတူတူဖះဖူးရပါစေလို့ကျွန်တော်ဆုတောင်းခဲ့တာ အော် အဲ့ဆုတောင်းပြည့်ခဲ့ဒါပေမဲ့လေအခုဒီနေ့ဝိမုံနဲ့အတူတူရွှေတကုံဖះကြီးကိုဖူးရတော့ကျွန်တော်ရှင်ထဲမှာပြောမပြတတ်အောင်ကိုအရန်ကြည်တူးတာပဲအဲ့ဒါလေနောက်ဆိုလို့ရှိရင်ဝိမုံနဲ့ဟိုဒီရွှေတကုံဖះကြီးကိုထက်ကခဏဖူးရပါစေလို့လဲခုနကတော့ဆုတောင်းခဲ့တယ် ရပါပဲဒီရောဟုတ်တယ်နော်ဆရာလည်းစားတော့ပြရအောင်အော်မလေးရဘာသာကျင်လဲကြည့်လိုက်ကျွန်တော်မမှာပါဘူးဘုံဘုံမှာကြောက်စားမယ်ကြိုက်တာကြည့်တော့ဒီမှာဒါစားမလားဒီကအရင်ကောင်းတယ်ဘုံမှာစားမယ်လေโอเคအဲ့ဒါလို့ရှိရင်ဒီ mushroom နဲ့ဟာတပွဲပေးတော့အရွက်ကြော်စားမလားအရွက်ကြော်လည်းတပွဲပေးနော်အရွက်ကြော်တပွဲရေဒါဆို soup လေးချမှာမယ်ဟိုပဇွန်လေးပဇွန်နဲ့ soup တော့တုံယံ soup ကိုဆက်လေးလုပ်ပြပါနော် drinks ပါတော့မယ်တခုဘုံမကြိုက်တာဘုံမကြိုက်တာပါဆိုတာအကြီးပဲအဲ့ဆိုလို့ရှိရင် coffee နှစ်ခွက်ပဲပေးနော်ရပါတော့လို့လေရပါပြောဒီနေ့ကခုနပြောသလိုပဲအမှတ်တရဖြစ်သွားတာပေါ့ကုသိုလ်ကောင်းမှုအများကြီးလောက်ပါလို့ဟာမပြည့်နိုင်တာကွာအဲ့ညမလေးသူ့တငယ်ချင်းနဲ့ရှော့ပြင်သွားတယ်အဲ့ဒါဆိုရင်ဓာတ်ပုံရတယ်အခုချက်ချင်းကပို့ပြီလားဟုတ်ပြီလားငါလည်းပို့ဘာဖြစ်လဲခုံးတော်သားမှာဆိုင်စားမှာကောင်းတော့ခေါင်းနဲ့ထိုင်နေတယ်ကလည်းပြေးဆိုင်ကောင်ပဲဟိုတခါလေးလမ်းပေါ်မှာဒီမလေးနဲ့စကားပြောနေအဲ့ကောင်ပဲ ဘုံရအောင်ခေါ်
Hello ဟယ်လိုဘာလုံးနေနေခုပါမ ညီမလေးတကယ်ချင်းနေ shopping ထွက်နေတယ်ဘာစမှာပေါ့ ဘာပလာစာလဲဟမ်နင်ခုလက်ဖေးစံကောင်းနဲ့ဆိုင်မှာထိုင်နေတယ်မလားဟေးနေအိမ်မှာပဲနေဘယ်မှမသွားနဲ့ဟောက်လာခဲ့တွေ့တော့နေသိတာမ ဒုက္ခပါပဲ ဘာဖြစ်လဲပေါ့မောင် ဘာဖြစ်ရမှာလဲအခုဖုန်းဆက်တာဝုံမုံရဲ့အကိုနှစ်ယောက်လေဒီနေ့တနေ့ကဝုံမုံတို့သွားတာကိုသူတို့တိတ်သွားပြီထင်တယ်အခုလေအိမ်ကနေချစ်ချက်ထွက်လာမယ်လို့ပြောတယ် အော်အဲ့ဒါဆိုတော့ဘိုးဘောရဲ့ဟိုတခြားအကျိုးကြောင့်လည်းရှင်းပြပြီးတော့တောင်းပန်လိုက်တာပေါ့ မရဘူးအကိုရဲ့အရင်ဒေါသကြီးတာအေးမထင်လည်းမထင်သူလောက်တတ်တယ် အဲ့ဆိုဘယ်လိုလုပ်ကြမလဲ ဘယ်လိုလုပ်ရမှာလဲဒီဆိုင်ကနေပြန်သွားမှရမှာပေါ့လားပြန်သွားတော့မောင်နေပြီလို့ပုံစံမျိုးနဲ့ဘယ်လိုလုပ်ရမလဲ ဘယ်လိုလုပ်ပါလဲကျွန်တော်တကယ်နေရောက်ရှိရလေဘိုးဘောလည်းစုံတာပဲသူတို့ရှိသွားပြောလေဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတော့တကယ်နေတော့နေကောင်းမယ်နော်တော့မလားဖြစ်ဖြစ်ကတော့အဲ့ဒါပဲကွာငါတို့လေခေါင်းတွေကိုထူပြီးတော့ဘာလို့လုံးဝမှန်ကိုမသိတော့ဘူးအဲ့ကြောင့်မင်းတို့စီအားကိုးကြီးလာခဲ့တာငါတို့လည်းဘာလို့အောင်လဲဆိုတော့အကြံဉာဏ်လေးမလေးပြီးပါဦး ဖြစ်အောင်အခုအိစာပြဿနာတိတိလေးမဟုတ်ဘူးတော်တော်ကြီးတယ်မြို့မှာအစိုးရသတိပေးတယ်ကွာအခုကရှော့ကုန်တော့မှာပဲ ဒီကောင်လေးကတော့မပတ်တတ်ပါနဲ့သူကွာမင်းခုရာသွေးအိုးတုံးနဲ့ထိုးသူပြစ်နေပြီငါပြောနေချက်တိတ်လောက်တာလိုက်ပြီ မင်းတို့ကလည်းကွာအကြံဉာဏ်လေးမလေးပြီးပါဆိုမှဘာမှအကူအညီမရတဲ့ပြင်ငါ့ကိုမကြောက်ကြောက်အောင်ဖျင်းချုံနေကြသလိုဖြစ်နေပြီကွာ ဟုတ်ပါတယ်ကွာမင်းပြောတာလည်းမှန်ပါတယ်ဒါပေမဲ့အခုချိန်မှာတော့ဘလို့မှမတတ်နိုင်တော့ဘူးလေမင်းရတယ်လာမဲ့ပေးပြေးတွေ့ရင်ဆိုင်ဖို့ပဲရှိတော့တယ်အဲ့အောင်ဒါပေမဲ့ငါတို့တိုင်းပြည်ကမင်းမဲ့တိုင်းပြည်မဟုတ်ဘူးနော်အဲ့အောင်ဥပဒေဆိုတာရှိပြီးသားအဲ့အောင်ငါလည်းရှိတယ်ငါရှင်းမယ် ဟာကိုရှယ်ဘူးပဲဘယ်လိုလုပ်ရမလဲအော်ရကိုတို့ပဲကန်လို့ ဘာကန်ရမလဲတော့မကန်လိုက်တော့ အော်ငါလည်းမကြိုက်ရဘူးလေကွာပြည့် ဟုတ်ပြီတော့ငါကိုင်းမယ် ဝေးမဝေးစကင်းနဲ့ကောင်မဒီလောက်ခုပါမလားပြောတာနေအောင်လုံးပြီးတော့သိဦးတာပြန် ဟယ်လို ဟဲ့မင်းကဘာကောင်လို့ခိုင်းချင်မှာဖို့ယူကန်ပြောတာရပြေးပါတော့လေ အဲ့လောက်ပဲဒေါသမကြီးပါနဲ့ဗျာကျောက်ကခင်ဗျားညီမကိစ္စကိုဂျားဝေဖြေရှင်းပေးတဲ့သူပါ ကောင်းတာမင်းပုံလေးပြောမနေနဲ့မင်းကဘာမှနေရတယ်ဟဲ့ဟောပြောတာအဲ့ဒါပဲပြော စိန်တော်မစော်ကားပါနဲ့အခုချိန်မှာခင်ဗျားတို့ညီမဝင်းမောင်ကကျွန်တော်ရဲ့ထိချုံအောက်မှာရောက်နေပြီနော်မဆိုင်ဘူးလေဖုတ်ချလိုက်ပါနော် ညနေနေဘုံမချနဲ့တော့မင်းဘာကောင်လဲမင်းတို့ဘာမှနေလဲငါ့ကိုပြောသားလို့မင်းနေတော့ ခင်ဗျားတို့ကကျုပ်တို့လူအားထည်တယ်နော်ကျုပ်တို့ကအညာတက်လာနေအခုချိန်မှာလူလေတွေဖြစ်နေပြီညနော်ကျုပ်တို့ကအခုအမတ်တရားရှိတီးတီးလက်သင်ငန်းကျုံးမှနေတယ်လို့ခင်ဗျားကိုပြောလိုက်လို့ရှိခင်ဗျားတို့လိုက်လာပါလေကျုပ်တို့သိနေတာ ဟာဒီရှယ်ဒီကလေးပြရလေကွာမပြောတာပြောတယ်စိတ်ကလေးစားပြတော့ပြောလိုက်ပြီ ဟိုလေအောက်ဒီလိုက်နံပါတ်1ရှိတယ်မြင်ပါလား ဟုတ်ပါပြီရှင်းနေတာကဘာထောက်လုံးကြရှိတယ် ဟုတ်ပါဘူးကွာဟဲ့အခုချိန်မှာတော့မတက်နိုင်တော့ဘူးကွာနော်သူတို့လိုက်လာလို့ရှိရင်မင်းတို့တွေကပုံနေငါတို့တွေကဆင်းရှင်းမယ်ကွာငါရှိတယ်ကွာ ရှင်းမယ်ဝင်းမောင်နေထွက်လာ ကြောက်ကိုရရအောင်ညီမကပါ အဲ့တော့ဘာကောင်လဲဆိုတော့မင်းတို့သူ့လိုလိုလေ
那边干部给我那边泼他。哎呀，你那个大步马带起来，俺他妈我妈都没有没呢，谁的？谁？没有人嘛，没有人嘛，拿不着自己嘛的。啊！有啊！文某，你抓开他！过去，这是天里话，我就这样迷了上，对了，那样背后的。 မင်းတို့နှစ်ယောက်ကတော့တသားရပဲနော်ငါတို့ကတော့အထိုးကျိတ်ခံပြီးတော့ရောင်လို့ကိုင်းလို့နေဘုံငါတို့ဒီလောက်အထိုးကျိတ်ခံနေရတဲ့အချိန်မှာနင်းနေဘက်ကဝင်မဆွဲပဲနဲ့မင်းတို့ကဘေးရောက်သွားကြတယ်ဟမ် ဝယ်ဆွဲငါပါထိုးခံမှာပေါ့အဲ့ကြောင့်မလို့ငါတို့ကလေဘုံတော်ဝိတ္တခါလေးကိုလှက်ကနေဖွင့်ပြီးမှအင်အောင်လေးမှာပဲပုံနေတာ တော်တော်ကန်ကောင်းပါတယ်နော်တော်တော်ကန်ကောင်းတယ်ကန်ကောင်းတာတော်တော်မဟုတ်တော်တော်ကြီးကိုကန်ကောင်းတာနော်မင်းတို့ကကောင်နေစရာအိမ်မရှိဘူးဆိုတာတော့မှခုဥတုတ်ကြီးအိမ်မှာစနစ်တက်နေလို့ရဟမ်ဒီအိမ်ကလည်းအိမ်ကဆင်းသွားပြီနောက်တဲ့အိမ်ကလည်းတက်မလားကြားထဲမှာဟမ်စင်စင်ပဲတက်နေဦးမယ်ကန်ကောင်းတာကွာမင်းတို့ ဟုတ်တယ်ဥတုတ်ကြီးရတယ်လေဒါမျိုးကိစ္စမျိုးသူကအရန်ကူကြည့်နေတာအခုတော့သူလိုက်လာမလို့သူဒီမှာဒါတော့ငါတို့တော့ပဲပေးလိုက်တာအခုတော့မင်းတို့ဘာဆက်လုပ်ကြဟမ် ဟိုဒီမှာဆိုလို့ရှိရင်ကွာဝင်းမုံတော့ကလည်းစိတ်ချသွားပြီပဲအဲ့တော့ဝင်းမုံတို့ဒီမှာပဲဟိုအိတ်ခိုင်းလိုက်မယ်လေငါမင်းတို့နဲ့ပြန်လိုက်ပြီးတော့တနေ့ဆွဲအိတ်ချမယ်နော် အဲ့တော့မလုပ်နဲ့လေဒီမှာဘုံပြောလို့ဆိုရင်ကြောက်တယ်လေ ဟုတ်တော့ဗောမင်းရတယ်ကွာမင်းကလေးပြောလို့ဆိုတော့မင်းသေကြောက်နေမှာဗောဟိုမထူးတော့ပါကွာဟိုမင်းနဲ့အိတ်လိုက်တော့ ဝင်းမုံအားတယ်မင်းတို့ ဘောအားတာလေအခုချိန်မှာအားတာတဲ့ဘိုင်းကိုလုံနေနေပြီဟဲ့မင်းဝင်းမုံကြိတ်ကြိုက်တယ်ဆိုငါတို့သိတယ်နော် ပြောတယ်ကွာပြောတယ်ဆိုနေတယ်ဘာလို့ရှောက်ပြောနေရလဲ ဟာလေမင်းလည်းပြောနေတာလေအဲ့ဒါမင်းသူ့ကိုမကြိုက်ဘူးလားဟမ် အော်ဘူးလေကွာမင်းလည်းကြိုက်တော့ကြိုက်တော့ချစ်တော့ချစ်နေရပဲလေဒါပေမဲ့ငါဘာပြောမိဘူးကွာဘယ်လိုလဲကွာတော့ရှာရှိလေးကိုဘာလို့ပြော မင်းအဲ့လေဟဲ့ဒီချိန်ရောက်တော့မှမထူးတော့ဘူးနော်ဝင်းမုံလည်းအိမ်ပြန်ပို့လို့မရတော့အိမ်ပြန်ပို့တာနဲ့သူ့ကိုယ်လည်းသူ့တတ်မှာမထူးတော့ကွာမင်းတို့တွေ့လို့စရာတနည်းပဲရှိတယ်အဲ့ဒါဘာလဲဆိုတော့မင်းသူ့ယူလိုက်တော့ မင်းတို့လည်းကွာ မင်းတို့ကလည်းလုံနေနေလေကွာမင်းကသူ့ကိုမကြိုက်ဘူးလားမင်းလည်းသူ့ကိုချစ်နေတာပဲအဲ့တော့မင်းချစ်တဲ့ကြောင်ကုမလေးပြောလိုက်မင်းတို့နေအောင်ညှိနှိုင်းလိုက်ကွာငါတို့နေအောင်ပြန်စောင့်နေတယ်တခုဆိုလက်ပေါ်လိုက် အားခေါ်လိုက်ကွာကဲလာပါတော့ မင်းတို့လည်းကွာ ကျွန်တော်တောင်းမှမှာရဲ့ဝတ်မော်ရဲ့အဲ့ကောင်တွေကအဲ့လိုပဲစိတ်ထဲမှာရှိရတယ်ကိုအကုန်လုံးပြောသွားတာအာနာကောင်းမှမသိဘူးကျွန်တော်တောင်းမှမှာနော် ရပါတယ် ဒီကောင်တွေပြောတဲ့စကားတွေကိုစိတ်ထဲမှာမထားပါနဲ့ဝတ်မော်ရဲ့နော် စိတ်ထဲမှာမထားနဲ့ဆိုတော့သူတို့ပြောရတာတကယ်မဟုတ်ဘူးလား ဟိုတကယ်ဘောဝတ်မော်ရဲ့ဟိုကျွန်တော်ကလေဝတ်မော်ချစ်နေကြလာပြီဟိုဝတ်မော်စားပြီးတော့တွေ့ရနေကြရဝါကျွန်တော်ဝတ်မော်ချစ်မိနေတာဒါပေမဲ့လေကျွန်တော်လိုနေတာကျွန်တော်လိုအစင်တန်းမျိုးနဲ့ဆိုတော့ဝတ်မော်ချစ်တယ်မလို့ကျွန်တော်ထင်လို့ပါတကယ်လို့လားလေဝတ်မော်ကကျွန်တော်ချစ်ကိုလက်ခံမယ်ဆိုရင်လေကျွန်တော်ဝတ်မော်ကိုတစ်သလုံးဆော့ဆော့တော့ပါပါသစ္စာရှိရှိနဲ့ရုံးမြကြအောင်တစ်သလုံးပေါင်းပါပြီးတော့လေဝတ်မော်အကောင်းဆုံးထားနိုင်အောင်လေကျွန်တော်လုပ်တယ်အများကြီးကြိုးစားပါဝတ်မော်လေကျွန်တော်အချစ်ကိုဝတ်မော်လက်ခံနိုင်လိုက်အခုကမိုးချုပ်သွားပြီဆိုတော့အိမ်ပြန်လို့လည်းမရတော့ပါဘူးဘုံမလည်းတခုပြောစရာရှိတယ် ပြောပါဦးပြောတယ် ဘုံမကထမင်းချက်တော့ ဟာသူရေးချက်စရာမလိုပါဘူးဘုံမော်ကျွန်တော်ချက်တယ် ဈေးလည်းမတော်တော့ဘူးဈေးလည်းမဝယ်တော့ ဟောစီတော့ကြတယ်မလို့ဘူးစီဝေးစရာလည်းမလို့ကျွန်တော်တော့မှာဟောကျွန်တော်စီလက်ခွက်တယ် အဝတ်လည်းမလျှော်တော့ဘူး ဟောရှုံးစရာလားဝဲမို့ကျွန်တော်လေအဝတ်လည်းကောင်းကောင်းဆက်တယ်မိဘူးဟောင်းတိချလိုက်တတ်သေးတယ်ဟာဟ
လိုစကားမျိုးတွေပြောရဆိုတော့ကျွန်တော်ချစ်ကိုလက်ရနေဆိုတော့မလားရင် တီး မဒီဘူးလို့ပြောတယ်ဘောလေကျွန်တော်လည်းဘောရချစ်လို့ပါကျွန်တော်ရှင်းနေလဲရကောစိတ်တွေလည်းရလှရှာနေတာဘောကျွန်တော်ချစ်ကိုလက်ကမှာဝင်ပါလေနော်လက်မခံမနဲ့ဒီလိုစကားတွေပြောပါမှာလို့ စတဲ့တော့ဘောလေကျွန်တော်ချစ်ကိုလက်ခံရပါတော့ကျွန်တော်ချစ်တယ်ဘောနော်ကျွန်တော်လေဝင်မတဲလုံးဆောက်ရှောင်းမယ်သိလားယူမြေကြတစ္ဆာရှိနဲ့ပေါင်းမယ်ရချစ်ရှာလည်းနဲ့နေဘယ်မှမဆောင်တွေ့ဘူး ငါလည်းမင်းလိုပဲသူတို့ဘယ်လောက်ထိပြေးနိုင်ဟမ်ကြားချင်းမပုံးနိုင်ပါဘူးငါတကယ်ကြီးဒီကုန်းလုံးလည်းရှာခိုင်းထားပြီ ရက်သိကြတော့မကောင်းတော့ဘူး သူ့ကျမသူဖန်တီးတာပဲသူသမိုင်းသူရေးသွားတာပဲမတက်နိုင် တကယ်ကြမှာမျက်နှာဖေးထားထားမှမသိဘူးဗျာရှက်လိုက်တာ ဘူးလိမ့်ချင်လဲကောင်းတော့ခေါင်းဖွက်ထားလို့ရအခုလူပြစ်တော့ဒီမျက်နှာပဲနားထားလို့ထားမှန်းတော့မင်းမအမွေဖြတ်လိုက်တာပဲကောင်းဟိုလေမနဲ့ပြန်တဲ့တရင်သားတို့ခိုင်းချလိုက် ကိုကို ညာ မောနေပါ မောပါဦးညာဘာလို့မောမှာလဲတော့ကတော့ပြောဟမ် ဟာဖုန်းလို့ပြရမယ် အာမကလို့ဆက်မလို့ခုလိုမျိုးအနားမှာရှိနေမောဖြေး ကိုလည်း ဟာခဏနေဟုတ်ဒီဆက်ပြီးမောပြောနောက်တစ်ခုစီစဉ်တာလေဟာဟုတ်လားဒီမှာ အော် မောမစလို့ပြောတာ ကိုကိုတော့ပါကိုကိုမောနေရလေ 哦，我没吧，我没把这个分来打。ကိုကိုတောက်ရ 我没有过，我没懂。အဲ့ဒါကြောက်တယ်你呢？给啦，辛苦呗。ဖုန်တိုင်းပြီးရင်လေးလာတယ်ဆိုရင်ဒါသိတယ်ဟင်းနဲ့ဝင်းမွေးဘွားတွေကိုဖုန်တိုင်းဝင်ပြီးသွားပြီဟောအခုဆိုလို့ရှိရင်ဘာဆိုရင်စရာဘာပုံစံမှမရှိတော့ဘူးအဲ့ဒါဟုတ်တယ်ကွာခုဆိုရင်မင်းတို့နှစ်ယောက်ကတရားရုံးမှာတရားဝင်အကျဉ်းလင်များပြည့်လက်မရေးထိုးပြီးပြီလက်ဆက်ပြီးသွားပြီအဲ့တော့ဥပဒေရမင်းတို့နှစ်ယောက်ဘူးမှနှောက်ရှက်လို့မရဘူး ဟုတ်တယ်အခုအချိန်တွေကအေးစေးတည်ငြိမ်သွားပြီဆိုတော့မင်းကအိမ်တော်ဦးစီးတယောက်အနေနဲ့ဦးစီးဦးဆောင်လာတော့မယ်နော်အဲ့တော့မင်းဘာလုပ်ပါလဲပြော တဲ့ပြော မင်းတို့ကပါတယ်ကွာငါလည်းဝတ်ပေါ်ရမ်းချစ်တယ်လေဝတ်ပေါ်လည်းငါ့ကိုရမ်းချစ်တယ်လေအဲ့တော့ငါဘာပဲလုပ်လို့ဘလို့လိုမျိုးပဲလုပ်လို့ဝတ်ပေါ်အစဉ်ပြေဖို့အရေးကြီးဆုံးပဲအဲ့တော့ငါဘာပဲစဉ်းစားဝတ်ပေါ်ဦးစားပြရဟုတ်ပါပြီမင်းဝင်းမုံချစ်တယ်ဆိုတာလည်းငါတို့သိတယ်ဝင်းမုံမင်းကိုချစ်တယ်ဆိုတာလည်းငါတို့သိတယ်နော်အဲ့ဒီကြောင့်ခဏခဏကြောင်ညာဝင်းမနေနဲ့အခုငါတို့မေးတယ်ဆိုတာမင်းစီးပွားရေးဘာလုပ်မှလဲအဲ့ဒါပြော အကိုကလေဝုံမုံချစ်တဲ့အကြောင်းပြောပါစီခဏခဏပြောလေဝုံမုံကကြိုက်တယ် 哦，呀，不那都不说的喏，那一把我你的啦呗，OK 吧，我今儿话地在哪里？爬来说，西瓜一爬了没来，说哪里的地在哪办喏？ မင်းပြောရလဲမှန်ပါတယ်အဲ့ကိစ္စကငါစဉ်းစားထားပြီးသားပါအခုလိုစဉ်းစားထားလဲဆိုတော့ဘန်မှာရှိတဲ့ပတ်စံတွေကတချို့တော့ငါထုတ်လိုက်မယ်ပြီးလို့ရှိရင်ကုံစုံဆိုင်လေးစဖွင့်ပါလို့ငါစဉ်းစား 哈，高嘞，哎，是这样高嘞，အဲ့ဒါဆိုတော့မင်းမြမဲစမ်းအကောင့်နဲ့ပေါ်ကွာငါတို့ဘေးကနေဝင်းရံပေးမယ် အေးโอเค ရပြီလားဒီကားတွေကယူပေးရမယ် 我当时就不高了，不高。 လမ်းမကြောင်းနေတဲ့ရဲ့ဒီခိုက်ဒီနာထား 三点两，三点。 ဆန်ဒီဘယ်တော့ထုတ်ယူမှာလဲငါတို့ဆိုရင်900ပါ 我会听吗？
မင်းကမပြောဘူးလားဟမ်ဒီနှစ်ယောက်ကကံဟိုကောင်းတာပါကျမဆိုင်ဒီနေ့မှစဖွင့်တယ်ဆိုင်ခင်းတာတော့မပြီးသေးဘူးဈေးဝယ်သူကရောက်လာဟမ်တော့ကံကောင်းလဲကွာနော် မင်းကလည်းကံကောင်းတာလည်းမပြောနဲ့လေငါတို့တယောက်ကအကျိုးကိုပေးတာအကျိုးပေးတာလည်းမပြောနဲ့ဟိုတိတ်ချစ်ကြတဲ့လင်မယား ဒီချစ်တဲ့အကြောင်းမပါရင်ကိုမပြီးတော့ဘူးနော်ခဏခဏမနဲ့တက်မပြပါနဲ့သိပါတယ်သိပါတယ် အေးနေချင်းလို့ပါကွာဟာဘာလို့ဘာယူလဲခင်ဗျာ ကိုကြီးစက်ပြခွင့်ရှိလား ဟာရှိတာဗော ဒီလေးပါဘယ်လောက်လဲ1250ပါ 1250ဗျ1200နဲ့မှ50ရက်1250 ဟုတ်ပါပါခင်ဗျာ ရက်ကွက်ထဲမှာလေဒီလိုကုံစုံဆိုင်လေးချတော့ချမ်းမသွားဝယ်ကြအောင်လို့တော့လေအခုလိုဆိုင်သွေးဖွင့်တာဝမ်းသာပါတယ်ကျိုးစိုးပါတယ်ရှင့် ဟုတ်ကဲ့ပါခင်ဗျာကျွန်တော်လည်းကျေးဇူးတင်ပါတယ်ဟိုကျွန်တော်တို့ကလည်းလေဒီမှာရက်ွက်ထဲမှာစိုင်အစ်လူသစ်ဖြစ်တော့ရက်ွက်ရဲ့အထာကိုသိမသိသေးဘူးခင်ဗျာဟိုကျွန်တော်တို့မှာလိုတာလေးရှိလို့ရှိရင်လည်းနေပါကူညီပြီးတော့လက်ညှိုးပေးပါအောင်နော် ဟာကူညီရမှာပေါ့နွနီတို့ကဒီရက်ကွက်ကလူကန်နေပဲလေဒီရက်ကွက်မှာအကြတာအစားနွနီမသိတာဘူးမရှိဘူးဘဒုအကြောင်းသိကျင်တယ်ဘဒုစရိုက်ကိုသိကျင်တယ်နွနီကုန်ကူညီပေးပြီ ဟုတ်ကဲ့ပါခင်ဗျာကျေးဇူးကြိုင်းတယ်ပါ ဒါနဲ့ဒီကညီမလေးရဲ့ချစ်စရာလေးနော်ကျေးဇူးတင်ပါတယ်ဒီကညီမလေးနဲ့ဒီကကိုဘာတော်လဲသိတယ် ဟောကျွန်တော်တို့ကတိတ်ချစ်ကြရဲ့လင်မယားတွေပါခင်ဗျာ ဒီပြရလား ဒီကမှလည်းဘလူး နဲနဲနဲ အာမနဲ့ဒီသူတို့အဲ့အကြောင်းတော့မပေးနဲ့နော်အဲ့ချစ်တဲ့အကြောင်းလေခဏခဏကြားလို့ကျွန်တော်နားတော့ကင်ဆာဖြစ်တော့မယ် အော်မန္တန်ကြီးရေဒီကဝင်းမုံကြီးချောတာတွေမဟုတ်ပါဘူးမန္တန်ကြီးလည်းချောတာပဲ ချိုးလေပါဟဲ့ရှင်ဆိုင်ကြပါလားဟုတ်တယ်ဒီဘောဖွင့်နေတယ် ဒီကညီမလေးလေချောတယ်နော်နာမည်ဘယ်လိုခေါ်လဲမသိဘူး ခုနကလေးတွေရှင်းရှင်းလေး ဟောရှိဟဲ့ရုပ်ရှင်သုံးပါပါနာမည်လေးကလာတယ်လူလေးကလည်းလာတယ် ဒီမှာနေဒီမှာနေ ဟုတ်ကဲ့ဟိုကျွန်တော်တို့ကလည်းလေကျွန်တော်တကယ်ကြီးနဲ့ပတ်သက်ပြီးတော့ဟိုဒီရက်ကွက်ထဲမှာလူသိဆိုတော့ဟိုအကူညီလေးပါလို့ကျွန်တော်လည်းအကူညီပေးပါခင်ဗျာ ကူညီမှာပေါ့ ဟိုကျွန်တော်လည်းပတ်သက်လို့ရှိရင်စိတ်တဲ့အကူညီတော့မှာကျွန်တော်စိတ်သစ်ပါပဲ ဒီလိုပြရတာဝမ်းတာတယ်ဒီလိုပြောတာနော် ဟာမန္တလေး ဈေးပြန်လာပြီလား ဟုတ်တယ်ဗျ ဒီနေ့ဈေးမှာဘာတွေပေါ်လဲမင်းလေးကမှဈေးသွားမလို့ ဈေးမှာဝယ်စရာတွေအဲ့တော့အစုံပါပဲကျွန်တော်လည်းတေချာတော့မပြောတတ်ဘူးဗျ ပစ္စည်းတွေကအများကြီးဝယ်လာတယ်တေချာလည်းမပြောတတ်ဘူးဆိုတော့ကိုမင်းကကိုယ်တိုင်ဝယ်လာတာ ဟောဟိုဟာရှင်းရှင်းလေးအဲ့တော့ဒီနေ့ तू ကကျွန်တော်ဟိုဟာကူညီပြီးတော့ဝယ်ပေးလိုက်တာလေ အော်ရှင်းရှင်းဝယ်ပေးလိုက်တာလား ဟုတ်တယ်ဗျဟောကျွန်တော်ဟိုဟင်းနေချက်အောင်မလို့ပြေးချက်လိုက်အောင်မယ်နော် အော်ကိုမင်းညိုဟင်းလဲကိုမင်းညိုပဲချက်တယ် ဟုတ်ကျွန်တော် ဈေးလဲကိုမင်းညိုပဲပြေးဝယ် ကျွန်တော်ပဲဝယ်လာတာ ကြည့်ရတာကိုမင်းညိုကိုမိမဘာမှမခိုင်းဘူးနဲ့တူပါတယ် ဟိုမခိုင်းဘူးဆိုတော့ဒီလိုပါသူတို့ကဟိုကျွန်တော်နဲ့မရခင်ကကျတော့သူတို့မိသားစုကပြည့်စုံတယ်လေဟိုသူ့ကိုလည်းသူ့မိသားစုကဘာတစ်ခုမှခိုင်းတာမဟုတ်တော့ဟိုသူလည်းမလုပ်တတ်ဘူးပေါ့နော်ဟိုဒါပေမဲ့ကျွန်တော်အဲ့ဒါကိုအဖြစ်မမြင်ပါဘူးအစကတည်းကကျွန်တော်အစစရအကုန်လုပ်ပေးမယ်လို့သူဂရိပေးပြီးတော့ယူထားတာဆိုတော့လေဟိုပြဿနာမရှိပါဘူးဟုတ်သူခွင့်ဆိုရင်ကြာနေလို့လေမိမဖိုက်စာနေဦးမယ်ကျွန်တော်ခင်းချင်းချက်လိုက်ဦးမယ်နော် โอเค တော့ပြီနော် လူပုံကြီးတော့ရိုးပုံယူလက်လေးပါရှင်းရှင်းကြောင်မသိသေးဘူးနဲ့တူပါတယ် ကိုရေကိုမြပါပြီ ဟုတ်ရဲ့ကြာလိုက်တာ ဩကြာတာဗောဝဲမွန်ကြိုက်တဲ့ခင်းနေဟိုကတိတိကျကျကိုယူရပြီးတော့လိုက်ဝယ်နေတာအော်ကိုစင်မတော့ကတော့ဟိုတမင်တော်တဲ့ကြောင်းနဲ့ပြင်ခဲ့တယ်နော်စားပြီ ကားပြီးပြီဒါမှမဟုတ် ဒါပေမဲ့လက်ဖိတ်မသားပါသေးဘူးလို့ပြောမယ်ဗျာခါလေး3မိနစ်ပဲစားနော်လက်ဖိတ်ရင်ပြောမယ်ပြီးတော့မှခင်းချက်မယ်ဟမ် ကိုအရင်ပြင်မှန်းနေတာ ဘယ်မှမဟုတ်ဘာဖြစ်လို့လဲ ဟိုကဘာမှမလုပ်တော့မကိုင်းတဲ့တော့ကိုပဲအစစရရလုံးနေအောင်ပြင်မှန်းနေတာ ဘယ်မှမဟုတ်ဘုံမောင်ရဲ့ဘုံမောင်အစားရတဲ့ကောပြတ်ပြတ်ထားပြီးသားဘုံမောင်ဘာမှလုပ်ဆရာမလို့အစားစားအရာရာကိုအားလုံးလုပ်ဘုံမောင်ကကိုတစ်ခုပဲလုပ်ရမှာ အဲ့လိုပဲ ကိုမြင်ချင်နေတယ် အဲ့ဒါစိတ်ချ သိတယ် ဟုတ်စီးဝယ်ရအရင်ပြင်မှန်းတာ ဟောဈေးဝယ်ဆိုတာအရင်ကြီးတော့ပဲမမဟုတ်ဘူးမောင်ရဲ့ဒီလိုလေးမျိုးဆိုလို့ရှိရင်ပိုတော့မပဲမှန်သေးတယ် ဟမ်ဘယ်လိုလဲ ဟိုရုပ်ပါတိရလေးကိုရှင်းရှင်းဆိုတာသိတယ်မလား သိရ तू ကအဲ့လိုကိုဈေးဝယ်တဲ့နေမျိုးမှာ तू နဲ့ကြုံနေဆိုလို့ရှိရင်လေအဆဆရရတော့ပူညီပြီးတော့လိုက်ဝယ်ပေးတာအဲ့ဆိုကိုကတိတ်တောင်းမပင်မန်းတော့အဲ့ဒီကဆိုလို့ဆိုဘောမောပူညီနေတဲ့စိတ်လေးတော့ရှိတယ်ကဲအဲ့ဒါလေး
တပြေတော့ပြောလိုက်နော်တပြေပြောမယ်နော်ဘုံဘုံဘာဖြစ်လဲဘုံလေဘုံဘုံ ကိုမင်းညို့ 呀， ဟိုမဒီလေးလေးနဲ့ဘယ်ပြန်လာကြလဲ 谁干？ စိတ်ကဘသူဘာဖြစ်လို့လဲ 我努力。 ဟုတ်မညီမလေးဘာဖြစ်ရလဲ 哦，妈妈没骗跑步，小改骗他跑步，白鸡的啦。 ခိုင်ကြီးနေတယ်ညီမလေးအဲ့ဒါတဘာဝပဲဟဲ့ရှက်ဆရာမလို့ညီမလေးရေဝမ်းသာလိုက်တယ်ညီမလေး 就那烟个我打你啦，就话克里亚来录进的呀，你录进的钱嘛也是了，老我个地呗。 ကံကောင်းတာဗောကျို့တွေဆိုလေကလေးလိုချင်တာလိုချင်တာမရဘူးအိမ်သားကကိုပေါ့တို့လေးမရသေးရမလားညားတာ6နှစ်ရှိပြီခုဒီကလေးမရသေးဘူးကိုမင်းညတို့ကအိမ်နောက်တက်ဘလောက်မှမကြသေးဘူးကလေးရတယ်ဆိုတော့ဝမ်းသာပါတယ် 哦，打扰这种里面那个猪皮啦，猪皮啊，你不要那里，就那个对起家。打扰没呢？那里打一。 ကြကြဘာဖြစ်ဆိုတော့အိုးချိုညာဝင်သွားသေးတယ်သူက ဘာဖြစ်လို့အဲ့ဒါတိုက်တာလဲအဲ့ဒါမတိုက်နဲ့လေကိုတိုက်ပါဒီမှာကျတော့လည်းအသားရေချိုးလို့တဲ့ကိုတွေကအဲ့လားဝပင်းမယ်ဝအင်ကြီးဝမယ်လာဟဲ့အင်ကြီးဝမယ်ယာပီအဲ့ဒါလေးတို့တသားလေးတို့မမေလာပါဘာလို့လာလဲမလေးတော့အေးလိမ္မာလေကဲဘယ်ပြီးဘူးတဲ့တိုက်လိုက်အောင်ပဲကွာ
တို့လင်မြောက်ကြီးอ่ะတော်တော်ပျော်နေ အမြင်ကတော့ဟုတ်တော့ဒါနဲ့လွယ်လွယ်နဲ့တော့ဆုံးချက်လို့မရဘူးဒီကောင်အညာရတော့တာလူလေ ကိုကြီးသူတို့လင်မြောက်ကျွန်တော်စောင့်ကြည့်နေ3-4 နှစ်ရှိအခုတည်းသူ့ကိုမယုံသေးဘူးလားကိုကြီး လေလူတယောက်ရဲ့စိတ်ကို3-4နှစ်စောင့်ကြည့်နေလို့တော့ပြီးတော့ငါတို့ညီကိုမောင်နှမမှာမိဘထားခဲ့တဲ့အမွေရောငါတို့ညီကိုနှစ်ယောက်ရှာပြီးဖြစ်လာတဲ့စီးပွားရေးတွေဒီကောင်မတ်မောပြီးဒီမှာလေးကိုချက်အောင်ဆောင်ပြီးတိုက်ပြီးသွားပြီဘယ်လိုလုပ်ကိုရတော့နေတော့စင်းနေတာတော့စောက်ကြည့်တယ်ဒီကြားထဲဘွေဖောက်လာရင်တော့ ဝေဖောက်လာရင်ဘာလုပ်ကြမလဲ ဘာလို့ရမှာလဲဒီကောင်နေမဟုတ်ဘူးဒီကောင်တွေးဦးနောက်လာမပတ်သက်နိုင်ပြက်ချင်းမြင်တော့ ကိုမောင်မနဲ့နေဘာဝယ်လို့လဲဘာမှမဝယ်ပါဘူးအမစားတော့အမလို့ဟိုဒါနဲ့ကိုမင်းတို့ဒါဘာမတွေ့ပါလား တားလေးကလေစပိန်စီးကျင်တယ်ကြီးကြနေတယ်အဲစပိန်သွားစီးကြတယ် ဝုံမုံကြည့်ပြီးတော့လေအမတော့မနာလို့ဖြစ်လာပြီဒါပေမဲ့မဖြစ်ပါဘူးညီမရေယောက်ျားယူတယ်ဆိုတာကန်ဆန်းမဲ့ဖောက်ရတယ်လို့ပဲယောက်ျားတွေကလေမရခင်အချိုးတစ်မျိုးရပြီးအချိုးပြောင်းတာများတယ် ဘယ်လိုချိုးပြောင်းလို့ ဘလို့ပြောင်းရမှာလဲမရခင်ကတော့လေခင်ခင်ရဲ့ချင်းရဲ့ချစ်ဆုံးရဲ့ပူတူတူလေးရဲ့နဲ့အတန်ရောမျက်နှာကိုချိုးနေရပဲရပြီးသွားလို့ရှိရင်လေအဲ့ဒီခြုံနေတဲ့အတန်တွေကလေတဖြည်းဖြည်းနဲ့မာလာပြီးတော့လေမင်းနာမျက်နှာနဲ့ဘလူးမျက်နှာပြောင်းသွားတာ အမကလေကိုကတော့အဲ့လိုမဟုတ်ဘူးကိုကလေခင်ဦးမောင်အရင်တော့လည်းချစ်တယ်အခုလည်းချစ်တယ်နောက်လည်းချစ်မယ်လို့ယုံကြည်တယ် ဘုံမယောက်ျားတွေကိုလေမျက်စိမိတ်ပြီးရုံမှုမစင်းစားနဲ့ရိုးလုံးအလုံးမာတယ်ဆိုယောက်ျားကလေမစောင့်တော့မြောက်တော့စော့တယ်ညီမရဲ့ ကိုကအလေးဒီပါလေအမရဲ့ ညီမလေးခလုတ်ဆိုတာလေတိုက်ပါများနှက်တတ်တယ်ရုံလုံးအတဲ့ယောက်ျားတွေကလေမိန်းမတွေကပူးကျင်ကတ်ချင်လာပြီဆိုတက်ကနဲ့ပါသွားတော့တာပဲဘုံမမနဲ့နီအတင်းပြောတာမဟုတ်ဘူးနော်ရက်ွက်တယ်ရှင်းရှင်းသိတယ်မလားအေးအဲ့ဒီရှင်းရှင်းနဲ့ကိုမင်းရုပ်ကူလေအင်ချင်မီကိစ္စနဲ့ခဏခဏတဘူးတိုးရဲသွားလာနေမနဲ့နီတွေ့ရလေမနဲ့နီတွေ့တာကိစ္စမရှိဘူးပတ်ဝန်းကျင်လူတွေတွေ့သွားလို့ရှိရင်အပြောဖြစ်လာမယ်လေအဲ့လိုမပြောခင်ညီမလေးကညီမလေးယောက်ျားကိုအကြည့်ပေးလိုက်အောင် အမဆိုလို့ချင်တာ ညီမလေးရဲ့ရှင်းရှင်းကခတ်သက်မိန်းမလေးညီမလေးယောက်ျားရိုးတယ်အားတယ်ပတ်ဝန်းကျင်ကပြောလာရင်ပြဿနာမဖြစ်တဲ့နာတွေဖြစ်မှာဆိုလို့တတိပေးလို့အမကပြောတာအမဆောက်တော့အဲ့လောက်အောင်နော် အဲ့လို9,000လောက်ပဲနော်တို့တဲ့ဒီစီတောက်ဝယ်လိုက်အောင်ဟာလေမြန်သွားပြီးမြန်ကြံလာလို့ပြောမလို့မလားစိတ်ချအမြန်ဆုံးတောက်ဝယ်ပြီးတော့အမြန်ဆုံးပြန်လာခဲ့ဟမ် သားရေးဖိစီတော့ဝင်လာအောင်မယ်နော် အဝါဘူးဒီတော့အော်မလေးပါလာလာလာ ကိုမညို့ ဟာမန္တလေး စင်းသားတော့မလို့လား ဟုတ်တယ်လိုတဲ့ပစ္စည်းတွေတောက်ဝယ်မလို့ ကိုမညို့ကြည့်လိုက်လေအမြဲတက်ကြွလန်းဆန်းနေရပဲဒီလိုလေးတိုင်းမယ်နော် ဟာမန္တလေးရလဲဗျာဒီမှာယောက်ျားလေးဆိုတာလေအိမ်ကနေလှေကားတဲ့တုံးတဲ့ဆင်းလိုက်တာနဲ့နိုင်ရီကန်တွေကိုခုံချတယ်လို့ပဲအလုံးလုံးလူပြပြဖြစ်သွားတာကဲသွားပြီနော် โอเคပါ ဟုတ် မနဲ့နေဟာလေကလေးကကြည့်တာပဲလို့ရမလားဒီနားခဏသွားချင် ရပါတယ်ညီမလေးသွားလေချက်ချက်အမကြည့်တာပြီနော် ကျေးဇူးပဲနော်အမ
အမလေးကိုမင်းညိုရဲ့ကိုမင်းညိုဒီမှာတွေ့ရတဲ့အတော်ပဲကိုမင်းညိုစီလာတော့မလို့ ဘာကိစ္စရှိလို့လဲ ဟိုနေ့ကလေကိုမင်းညိုပြတဲ့မြေကွက်လေအဲ့ဒါလေဝဲသူပေါ်လာလို့ကိုမင်းညို ဟာလား ဟုတ်တယ်ဟိုသူတို့နဲ့လေလမ်းထိပ်ကအေးဆိုင်မှာချိန်တာသူတို့ကိုခေါ်ပြီးလို့ရှိရင်အဲ့မြေကွက်ကိုတော့ပြမှာကိုမင်းညိုတခါတည်းသာလိုက်ခဲ့တော့နော် ကျွန်တော်လည်းအခြေသိမရဘူးဖြစ်နေတာမဆိုင်တဲ့ပစ္စည်းတွေတော့ဝယ်ရအောင်မယ်သူတို့တကယ်ဝယ်မဟုတ်တေချာရဲ့လား ဩတေးကြပါတယ်ကိုမင်းညိုရဲ့တကယ်ကိုဝဲလက်စစ်သူတို့ကိုလေမြေကွက်ပြပြီးလိုက်တာနဲ့လေအဲ့မြေကွက်ကအယောင်းကဖြစ်ပြီးတော့ကိုမင်းညိုမှတ်လိုက်တော့ ကဲတေချာဆိုတော့လိုက်ခဲ့မယ်ဗျာနော် လာပါ အမေရောပြန်လာပြီလား ဟုတ်ပြန်လာပြီဗျာကျေးဇူးပဲနော်အဲ့ဒါလေ ရှင် ဘုံဘုံ ဘုံမရှိဘူး ဟမ်အပြည့်သွားတယ် ဟုတ်တယ်လေကိုမင်းညိုထွက်သွားပြီနဲ့ထွက်သွားတာပဲအခုဒီပြန်လာပြီ ချိုးထားလိုက်တာတော့တခါမှအဲ့ဒါမသွားဘူးပေါ့ဟိုမန္တလေးကိုဘယ်လိုသွားမယ်လို့ပြောသွားသေးလဲ ဘယ်ကိုသွားမယ်လို့တော့ပြောမသွားဘူးရှင်ကျမတို့လေကလေးခဏကြည့်ပေးပါဆိုထားခဲ့တာပဲအခုထိလည်းပြန်မရောက်သေးဘူးဟုတ်ကိုမင်းညိုအခုပြန်ရောက်ပြီဆိုတော့လေကျမအိမ်မှာလှုပ်ရှားလေးရှိတယ်သွားလိုက်ဦးမယ်နော် ဟုတ်ကဲ့ပါဗျာကျေးဇူးပါပဲနော် ခုမှမိုးမနေနဲ့ဒီကိစ္စအနေခုလိုမစင်မချင်းလောက်ခံလို့ခုလိုဖြစ်တာအစင်သားရှိရတော့အစင်သားရှိရလို့ကိုလောက်ပဲတွဲပဲပြောပဲဟေးအစင်သားမရှိတဲ့ကောင်အစင်သားမရှိတဲ့လို့ကိုလောက်ပဲပြောမယ်တွဲမယ်နေကောင်အစင်သားမှမရှိတာဟေးဝဲသားရောင်ဘာရောင်နဲ့ကောင်မတကလည်းရှောက်တွဲနေတာကိုလေးတို့သိကိုလေးတို့အမြဲတမ်းစောင့်ကြည့်နေတာငါညီမဒီလိုကောင်မျိုးနဲ့ပတ်သက်မယ်ဆိုတေးသေးချာချာဆုံငန်းပြီးမှပတ်သက်နေတယ်ဒီဝဲမဒီအော်လာမရှိသေးတယ်နေကောင်ပစိုးတော့ကောင် ကိုကြီးအခုကညီမလေးမားတာမဟုတ်ဘူးညီမလေးကအိမ်တော်ပဲပြင်ဖို့တခုမှကျူးလွန်ခဲ့တာမဟုတ်ဘူးသူ့ဘက်ကဆောက်ဖို့ညီမလေးသူနဲ့ပေါင်းကျင်လို့ထွက်လာခဲ့တာ အိမ်တော်ပြုတ်လာလို့ပဲပြေဖို့ခတ်တယ်ဒီကူလေးကိုပြုတ်နေမှန်းဒီကနေ့တော့တကူတာဖြစ်နေပြီအဲ့သိရလားကိုကြီးခုချိန်မှာတော့ဘာမှပြောမနေနဲ့တော့ပြောလဲဘာမှထူတာမှမဟုတ်ဘူးကိုကြီးဒီပါလေးမှားတာကျွန်တော်လည်းသိတယ်အားလုံးသိတယ်ကိုကြီးလူဆိုတာအမားရှိရင်ရှိကိုဒီမလေးကျွန်တော်ရှိပြောင်းနေတယ်ကိုကြီးဒါတော့လည်းပြောရမှာမဟုတ်ဘူးကွာဘဝရဲ့ဒီကိုင်းတော်ရင်မှာအဲ့ဒါမင်းသိလား ဟုတ်ပါတယ်ညီမလေးမားပါတယ်ကိုကြီးကလည်းညီမလေးကိုတတ်တော့တယ် တမနေရောရမတော့မဟုတ်ကောင်းရဲ့တမကိုကြီးလို့မလုပ်ရလေကိုကြီးဟာကိုကြီးဒီကောင်တက်ကိုကြီးကထောင်ကြသွားမှာပေါ့ကိုကြီးကခန္ဓာဖြစ်သွားမှာပေါ့နှခါရှုံးဖြစ်သွားမှာပေါ့ဒီမလေးလည်းကျွန်တော်ရှိပြန်ရောက်နေပဲကိုကြီးဟာအဲ့ဒီပွဲစားပါသူ့ကောင်မကြီးနဲ့သူရှုပ်ရှက်ခက်ပြီးတော့ဒီအချိန်မှာဒီကိုလာရဲတော့မှာမဟုတ်ဘူးကိုကြီးဟာ ကိုကြီးနဲ့ကိုလေးကိုညီမလေးဂတိသူနဲ့ညီမလေးဘယ်တော့မှပတ်သက်တော့ဘာလို့စိတ်ရနာသွားပြီ အေးဒါမင်းကအပြင်ခဏသွားတယ်တားတယ် 没呀，来家来的，他
သားတကြီးရလာပြီ ဒီကတော့မေးရည်တားဘက်ကကစားစရာတွေဟောမုတ်တွေရောတွားဝယ်နေတာတားရဲ့အဲ့ကြောင့်မို့လည်းကြာနေတော့ဟောတားလည်းဘာဖေးရှိနေလဲနော် မေးရှင်ဘူးတော့ဘေးတားလိုက်ကြပြီ မိုက်စားပြလာတာဟောအေးဒီအတော့တားကခဏဆောင်နေဦးနော်ဖေးချင်တာကိုလည်းမနေတာနော်နော်အေးဆော့တာမဆော့နော်来啦啦，咦，那啥那咱们。哎，啥的，妈呀！ မင်းထွက်သွားပြီမကြောက်ဘူးမင်းမကထပ်ထွက်သွားတယ်မင်းအဲ့ဒါဆိုရင်အချင်းကမင်းတော်တော်ကြားနေပြီပဲ အေးဟုတ်တယ်အဲ့ကြောင့်မို့ငါလည်းဘယ်ကိုလဲရှင်လို့ရှာမင်းကိုမသိဘူးဖြစ်နေတာဒါကလည်းအမေကိုတတိရတယ်ဆိုပြီးတော့ကြည်ကြနေပြီပေါ့မနေ့ကတိတ်ထားတာဘာလို့ဘာလို့ဘာကြရမှန်းမသိတော့အဲ့နမင်းတို့တိုင်မင်နေတာနဲ့ဖုန်းဆက်ပြီးလှမ်းခေါ်လိုက်တာ ဟဲ့သူတငယ်ချင်းထက်ထက်စီသွားတာများလား မဟုတ်ဘူးငါဖုန်းဆက်ကြည့်ပြီတက်တက်စီလည်းမလာဘူးတဲ့ ဟာလား မင်းတို့တင်များချင်းစကားတွေပါရောများသေးလား မြန်တယ်ဘောဒီလိုချစ်တာဘောဘလို့စကားများမှာလဲမင်းလည်းသိရတယ်ငါပစ္စည်းဝယ်ဖို့သွားတဲ့အချိန်တိကိုရာသီဥတုကတတရပဲဘာမှကုန်ဖြစ်သေးတာ ဒါဆိုရင်သူ့ကိုယ်လေးအိမ်သွားတာမဖြစ်နိုင်ဘူးလား မင်းကလည်းဘလို့ဖြစ်နိုင်မှာလဲသူ့ကိုယ်ကသူ့တီကန်းပြတ်ထားတာမင်းတို့လည်းသိနေရပါအောင်မင်းကလေ ဒီကန်းဖြတ်တာပဲလေကွာအခုလိုတွားရင်လာရင်လည်းလမ်းမှာတွေ့လို့အတင်းကာကိုခေါ်သွားတော့မဖြစ်နိုင်ဘူး ဟာဟမ်ပြဟုတ်တယ်ရောဒီကောင်ပြောတာဖြစ်နိုင်တယ်ဝင်းမောင်ကလည်းတခြားသွားကြဘာမှရှိတာမဟုတ်သူ့ကိုယ်လေးမျက်ရှိတာ အေး မင်းအဲ့ဒီတော့အဲ့ဒီကိုသွားပြီးတော့စုံစမ်းတင်တယ်တကယ်လို့ဝင်းမောင်နဲ့တွေ့လို့ရှိရင်အချိုးချောင်းပြောပြီးတော့ပြန်ခေါ်လာခဲ့ပေါ့ကွာမတွေ့ဘူးဆိုလို့ရှိရင်ဝင်းမောင်ပြောင်းနေတဲ့အကြောင်းသူတို့အတိပေးပြီးသားဖြစ်သွားတာပေါ့ ပြောတာဟုတ်တယ်ငါအဲ့ဒါပြောတာငါတယောက်တည်းဆိုဘလို့မှစဉ်းစားနိုင်မှာမဟုတ်ဘူးငါအဲ့လိုမျိုးအကြံဉာဏ်လို့လည်းအဲ့ဆိုသူတို့ဘာဖို့တာမင်းတောက်ခါကြည့်တာပြီကွာနော်ငါနဲ့တက်ဖို့နဲ့သူတို့အကိုရင်ခဏလိုက်သွားလိုက်နော်ရနော်အေးလာတော့ဘာပြန်လာတရားကြည့်တယ်နော်လာရမှာ文梦西啦，文梦人，文梦。喂，别碰他们话你也得。哦，呀，没哪有城市扒拉路了， အော်ဟုတ်ပါဘူးကျော်စကန်ကြီးရလေဟိုဒီ 没到没到，没得到第一那个，嗯，俺家嘛轨道开到白路了多那个，没有我得钱了，对的，没把地上的拿来了，俺没得的。 ကျွန်တော်ဒီချန်စီကိုမလာသေးဘူးဆိုတော့ကျွန်တော်နားလဲပါတယ်ဗျာအခုဟာလေဟိုနေ့လေကလေးကဝတ်မောင်ကအိမ်ကနေထွက်သွားတာအခုချိန်ထိပြန်ရောက်မလာလို့ပါကျွန်တော်စိတ်တွေအရန်ပူနေလို့ပါဗျာဟိုသူ့မှာတခြားသောဆန်နေရတယ်မရှိပါဘူးဗျာအားကြောင့်ဒီအိမ်မြန်ရောက်လာလို့ကျွန်တော်လာပြီးတော့စုံစမ်းတာပါ 哎呀，你搞嘛这嘛那么细？哎，没人把那边的俺都你妈没好乎？你这边是啥啦？你懂来的，懂来着呀？ မဟုတ်ပါဘူးဗျာဝတ်မောင်ကတခြားသောဆန်နေရမရှိလို့ပါတကယ်လို့ရှိရဆိုကျွန်တော်နဲ့ပြည့်ပြပါကျွန်တော်စိတ်ပူလို့ပါ 哎呀，没有没细乎了交易，没路路拿没？ ကျွန်တော်အရန်နဲ့စိတ်ပူနေလို့ပါဗျာတကယ်လို့ရှိရဆိုကျွန်တော်နဲ့ပြည့်ပြပါ 啊，下去了，我。 တော့ပါကြတော့ပါကြ မင်းမလုံးစိတ်ချင်းမင်းကောင်မင်းတက်ခေါ်ပါအေးဒီနဲ့စိုးလာတော့ငါရဲနိုင်မှာတော့ဗျာ တကယ်ကတော့ပြန်ကြအောင်ပြန်ကြအောင် ဘယ်လိုမရှိပါကွာ ဟုတ်ပါဘူးဆိုရင်ဒါမှမဟုတ်ပါနဲ့တော့လေးပါတွေ့ကြအောင်ကွာဟာ我站错了，鸡大别了，鸡也有鸡，别了，别了。 嘿，嘿，嘿。 မင်းညမသားခေါ်နေလေကွာမင်းကလည်းနည်းနည်းပါးပါးပြန်ထူလိုက်ပါဦး အေးဒါတက်ပြောအေးပါလို့ပြရတယ်အဲ့ဒါပြောဟမ် မေးရလည်းပြန်မလာသေးဘူး မေးရပြန်တော့မှာပါတားခဏနေပြန်တော့နော် မနဲ့
ပြန်လာမယ်ဆိုပြီးလည်းပြန်မလာဘူးငါပြန်လာမယ်ဆိုပြီးလည်းပြန်မလာ ဟုတ်အမေရလေဒါတော့ကိုမုတ်တီရောကစားစရာတွေရောအဲ့ဒါအများကြီးသွားွယ်နေလို့နည်းနည်းလေးနောက်ကျနေတာဒါရဲ့ခဏနေပြန်တော့မှာပါဒါရဲ့နော်ခဏပဲနော် မင်းဒါဟာသူ့မျိုးအရမ်းမြောက်နေတာကွာမင်းဖုန်းလေးပါလေးဆက်ကြည့်လိုက်ပါလား မင်းလည်းဟာဒါဟိုမင်းစီကိုဖီးဖုန်းနဲ့ဆက်လိုက်မယ်နော်မြန်ပြန်လာခြင်းလို့ပြောလိုက်မယ်နော်ဒါနော်အေးမေးရေဒီမှာတာမေးကြီးကိုတဟာလွမ်းနေတာကွာပြောနေတာပြန်မလာသေးဘူးလားဘယ်ရောက်နေဟာလဲဟောအေးရတဲ့ဘုံဒီမာဒီကစားစရာတွေအများကြီးပါမလားလဲရပါတယ်မေးရေမတာတာတွေ့ရှင်နေပြီတဟာလွမ်းနေတာမေးရေနော်ပြန်လာခဲ့တော့နော်ကြားလားအေးဟုတ်ပြီပြန်သွားလာနော်အေးဟဲ့မင်းကြီးကိုမေးဖို့ဆက်လိုက်ပြီနော်ဒါနော်မင်းရလေအပြန်ဆုံးပြန်လာခဲ့မယ်တဲ့နော်ဒါနော်ခဏလေးပဲဆောင်နော်ဒါနော်မမေသားကိုအရန်သတိရတာပဲသားရဲ့သားလေးကိုဒီနေ့မမေရင်ခွင်နဲ့ရောက်ပြန်ခေါ်ပါမယ်လို့မိကတိပေးတယ်အခုအချိန်ဒီမှာတော့မမေကိုခွင့်လွှတ်ပါမင်းဖေလူရှုပ်ကြီးကိုချစ်မိလို့မမေအညာခံခဲ့ရတယ်ရှင်တော်ရက်ဆက်တယ်ဦးမင်းညိုဝတ်မောင်ချစ်ခဲ့တော့မှာဒီချိန်မှာသားလေးကိုငဲ့တက်ပါတယ်ရှင်မတရားဘူးရှင်တကယ်ပဲကျမထင်တယ်လို့ဖြစ်နေပြီလားဒါမှမဟုတ်ကျမရဲ့တန်တရားစိတ်တွေကြောင့်ပဲလားမင်းဒီလိုပဲရဲတောက်နေတော့ဟမ်တပြေးနေတဲ့မင်းလည်းမတရားတက်လာပြီကွာငါတို့ရဲတောက်တယ်ဆိုတော့မင်းတို့နေ့စဉ်ရဲစက်တောက်တာမဟုတ်ဘူးကွာပြီးတော့အရက်နဲ့မင်းရဲ့သွေးနဲ့မတဲဘူးဆိုမင်းသိရတာလေကွာမင်းကိုမချိန်ပါအောင်လို့လုံးဝတင်လို့မရဘူးကွာအခုတော့ဆိုတာတူရလာတွေ့လိုက်လားမင်းတို့မတည်သေးတဲ့ပြဿနာရှိသေးတယ်။ဘာပြဿနာလဲဘယ်မှာမတည်အောင်ရှင်းရှင်းနဲ့ငါမြေခွဲရောင်းဝယ်လုပ်တာရှိတယ်ကွာမြေခွဲတော့ကစာချုပ်တူရင်ဖြစ်နေရကွာပတ်စံတွေကိုလည်းဆုံးရှုံးသွားတယ်ပြန်ရောင်းတဲ့ချိန်မှာလည်းစာချုပ်အတူနဲ့ရောင်းနေဆိုပြီးတော့ထောင်ချမလို့ပါဖြစ်လိုက်တယ်မင်းကိုရှင်းလိုက်ရတာဘုံကမှဝေးကြည့်လဲဆိုပြီးတော့မင်းကွာကိုမကျွမ်းကျင်တဲ့လုပ်ကိုလုပ်မယ်ဆိုရင်တက်တိနားလဲတဲ့လူတွေထိုင်နေမို့ကွာအဲပိုင်ပြီဆိုပြီးတော့လုပ်လိုက်တာပဲကွာလိန်တဲ့လူကပိပိရီရီလိန်သွားတာအခုငါဘောမှာပြဿနာနှစ်ခုမေကောနှစ်ခုอ่ะငါဘောစုံအဲ့မေကောကငါမဖြစ်ဘာမေကောလဲဘယ်မို့
ဘယ်လိုရှင်းလဲဆိုမသိဘူးယောက်ျားဝိတရားတွေမကောင်းဘူးကွာမိန်းမဝိတရားတွေကိုကွာငါကအတက်နိုင်သူကြည့်အောင်ကြိုးစားခဲ့တယ်ဆိုတော့မင်းသိတယ်အိမ်တော်ကြီးပြိုပန်းမဲ့ကိစ္စဆိုငါဘက်ကမြူမုံလေးတမုံလောက်တောင်ဘာတစ်ခုမှမကျူးလွန်ခဲ့ဘူးဆိုတာလည်းမသိတယ်နော်အဲ့လိုချစ်တဲ့ကောင်အဲ့လိုတာဝန်ကြီးတဲ့ကောင်အဲ့လိုဘာတစ်ခုမှမကျူးလွန်ခဲ့တဲ့ကောင်ဘယ်လိုပြတ်လာပါလေစဉ်းစားလို့ပြအဲ့ဒါတော့ကွာတော့မိကိုရှိသေးတယ်အတားလည်းဟုတ်ပြီမိကိုတော့ပြလာဟုတ်ပြီလားကွာမိကိုလည်းပြီဒါလည်းအဲ့ဒီမိကိုမဖြစ်နိုင်ပါဘူးကွာလုံးဝပျောက်သွားတဲ့ကိစ္စဘယ်လိုအစရှာမရလို့ဖြစ်နေဟေးဟာကြောင့်တော့တာလေပြန်တော့ရေပြန်မူတယ်ပြန်မူရေငါလို့မေးလို့ရတယ်အားကြောင့်တော့တာမင်းကမူလို့မေးသွားလို့ရပါမယ်မင်းမေးလို့ရတဲ့မင်းသားရှိနေသေးတယ်ပြီးတော့ငါတို့ကလည်းမင်းစီကိုအမြဲတမ်းလာနေမှာမဟုတ်ဘူးဟိုမှာအဖေကလည်းလေဖြတ်တယ်လေဖြတ်လို့ဖြစ်ငါပြန်အောင်မယ်ဘိုးတော်ကလည်းဒိန်ကြီးညောင်းနဲ့ကားတိုက်ခံလို့ခြေထောက်ကကျိုးနေတယ်အဲ့တော့ဒီလိုလုပ်ပါဟိုငါပြန်လို့မင်းတို့တာဖာမှာတခါလေးလိုက်ခဲ့ပါစိတ်ပြေလေးပြောက်ပါလိုက်ချပါဦးပါပြန်လိုက်လာရင်ဘုံမောင်နဲ့ငါနဲ့အပြီးပိုင်ဝေးတယ်လို့ဖြစ်တော့ဒီနေရာနေပဲဘုံမောင်ပြန်လာမှာအားလုံးကစောင့်ကြတယ်အခုကလိုက်ချင်ကိုမညိုလူလဲမလေးပါဟာအဲ့ဒါမနေ့ကအိမ်မှာမောင်ငါဆွန့်ချက်လို့ကိုမညိုတာပါစားလို့ရမှာဟုတ်ပြီလားကျေးဇူးပါပတ်တာထမင်းတော်စားနေပြီလားဘာနဲ့စားတာလီဒီလာမောင်တဆရာနော်ဟုတ်ကဲ့လာဒီကျွန်းလာပြင်ပါမယ်ကိုမညိုခါရစားတော့လားကျွန်တော်မစားတော့ဘူးလေတောက်ကြည့်လိုက်ပါနော်ဟုတ်ကဲ့ပါတာလာ
ဖေးပါပြင်လာလေ ဒါလေးဘေးနေမကောင်းတော့နော်တကူလုံးကခဲနေရတာရဲ့ ဘာဖြစ်လို့ကခဲနေလဲ ဘေးရရဖတ်တော့လို့တာရဲ့ရဖတ်တော့လို့ဖြစ်နေတာ အဲ့ဆိုကိုကြီးရဆိုင်နေမှာဒါလို့အရေးတောင်းဝင်မယ် ဖေးမပတ်စားမရှိတော့ဘူးတာရဲ့ရပါတာရဲ့ဘာဖြစ်လို့ဘေးကနေကောင်းပါလိမ့်မယ်တော့တာနော်ဘာဆိုင်ကလင်းမကောင်းရှာတယ်ကွာ အောင်းလည်းမဟုတ်ဘူး ဒီကောင်ကွာကလေးကိုပြစ်ထားတယ်အေးမင်းကိုမြင်အောင်ပြရမယ်မင်းမင်းနေတဲ့အချိန်မှာမင်းသားကတော့သားဖြစ်နေပြီကွာ ဟုတ်တယ်။ဒီတော့ဘလို့စကားကြီးဒါကြီးကိုပြောနေရတယ်။ငါတော့ဘာလို့ကြောင်းသားပြန်ပါလဲ။ဘာကြီးပြောနေလဲကွာ။ငါသားရှိတယ်လေ။သားရေ။သား မင်းသားလမ်းထိပ်မှာပတ်ဆက်လိုက်တောင်းနေတာကိုငါမျက်စိနဲ့မြင်ခဲ့တာကွာဘာဖြစ်လို့တခါလဲခေါ်မလာလဲဆိုတော့မင်းသားကတော့သားဖြစ်နေတာကိုမင်းမျက်လုံးနဲ့မြင်နေတယ်လို့အဲ့ဒါကြောင့်တားလိုက်ခဲ့ပြီ ဟာယောမင်းတို့ဘာလို့ဒိတ်မဲ့မရှိရင်ဒါပြီးပြောနေတာလဲကွာဘာလို့ငါသားကြောင်းသားပြန်ပါလဲတိတ်မရှိဘူးကွာယောဘာကြီးပြောနေရလဲ အဲ့ဒါကိုငါမသိဘူးမင်းသားပတ်ဆက်လိုက်တောင်းနေတာတော့ငါမျက်လုံးနဲ့သိချာမြင်ခဲ့တာကွာ အာတား他那天晚不是当的时候，后来咋？ဟုတ် 哎，我没有不是你当的当的了嘞，当不多当不了嘞，咱也帮不了我。哎， ဖေးဖေးမှာဘာသာမရှိဘူး 好，哎，为什么不是不是当不了当嘛嘞？哎，我不了路嘛了嘞，咱哎，咋？为什么路那不在乎了？那不是咱路路是当会被谁嘛喽？都是家了，哎。他妈嘞！他妈的嘞！他妈的嘞！ ဖေးဖေးကတော့အရက်ဝင်လာ 头不想让哭成天了。
ကိုကြောင့်မဟုတ်ပါဘူးဒါရီအားလုံးဘုံကြောင့်ဖြစ်ရတာ မင်းဒီရေးတဲ့မှာဘယ်ကနေဘလို့ပြန်ရောက်လာတာလဲဟမ်မင်းမစားရတဲ့နှလုံးသားမရှိဘူးလားငါတို့သားပါနေမှာဘာဖြစ်နေစလို့မင်းကိုလိုကတော့သွတ်ပြသွားတာလေငါတို့ဘယ်တော့ဒီခံစားမဆောင်မင်းနားမနေဘူးငါတို့သားပါနေတော့ဘဝနဲ့သွတ်ပြတတ်နေပြီမင်းကိုတော့ဘယ်ကနေဘလို့ပြန်ရောက်လာတာလဲဘယ်ကိုထွက်သွားတာလဲကိုပြောမှမဒါရီကိုလို့ဘုံဘဝအမားရပါကိုဘုံဘဝအမားရကြောင့်အခုလိုဖြစ်ရတာပါကိုနဲ့ရှင်ရှင်နဲ့တွဲသွားတွဲလာလုပ်နေတာကိုမနှွေတည်းကမြင်ပြီးတော့သူ့စိတ်ထဲမှာတမျိုးဖြစ်သွားတာကိုစေစနာနဲ့ဝုံမုံပြောပြတယ်အဲ့တော့ဝုံမုံကလည်းစိတ်ပူပြီးတော့ကိုရောနောက်ကလိုက်ကြည့်တဲ့အချိန်မှာကိုရောနှစ်ယောက်ကရင်းနှီးနှီးဖြစ်နေတာဝုံမုံတွေးလိုက်ပြီဝုံမုံဘလို့မှမခံစားနိုင်လို့ဝုံမုံအိမ်ကိုပြန်သွားတာအိမ်ရောက်တော့ကိုရောကဝုံမုံပြန်မလို့တော့လို့ဝုံမုံတလောက်ထိအချိန်လေးကြာသွားတာပါအစတော့ဘုံမအလောက်ထိကြာနေဖို့အစီအစဉ်မရှိပါဘူးပြီးတော့မနှွေနေနဲ့မရှင်ရှင်တို့ကအိမ်ထဲရောက်လာပြီးတော့ဖြစ်မှန်လေအကုန်လုံးပြောပြတယ် အခုမနက်နေပြောခဲ့တာတွေကအမှန်တကယ်ဟုတ်မနက်နေရဲ့စကားတစ်ခုကြောင့်ဘုံဘုံအိမ်အောင်ကမဖြစ်ခဲ့တယ်ဆိုရင်မနက်နေတောင်းမှပါတယ်ရှင်းရှင်းကိုလည်းအကြောင်းဆုံးရှင်းပြပြီးတောင်းမှပြပါပဲအခုလေဘုံဘုံမျိုးမှာဆိုလို့ရှင်းရှင်းခေါ်လာခဲ့တာကိုမင်းညွာလေးတကယ်ကိုလူကောင်းတယောက်ပါဘုံဘုံရဲ့အဲ့ဒီလူမျိုးတယောက်ကရက်ွက်ထဲမှာအခုလိုမျိုးဖြစ်နေတာကိုတွေ့ရတော့လေအမတကယ်ကိုစိတ်မကောင်းပြီးတော့နွေနဲ့စကားဆက်မိရင်လည်းမနွေကလည်းသူ့ရဲ့စကားတစ်ခွန်းကြောင့်များဖြစ်လိမ့်မလားဆိုပြီးတော့အမတို့နှစ်ယောက်တိုင်ပင်ပြီးတော့ဘုံဘုံစီလိုက်လာခဲ့တာပါတိတ်ချကြတဲ့လင်မယားနှစ်ယောက်ကြားမှာမနွေရဲ့မစင်ပြောခဲ့တဲ့စကားတစ်ခွန်းကြောင့်အခုလိုဖြစ်သွားခဲ့မနွေထပ်ပြီးထုံးရပါတယ်ကိုမင်းညွနဲ့ကလေးကိုအဲ့လိုအကြပြစ်မထားပါနဲ့နော်မနွေလိုမကြည့်ရလို့ပါဘုံမမားပါတယ်အဲ့ဒီအတွက်လည်းကိုဘုံတောင်းမှပါတယ်ဘုံခွလို့ပါနော်ကိုလို့ စာဘာလို့ပြီးတော့ဘာသာဖြစ်ခဲ့တဲ့ဒီမှာဘိုးတို့တွေလည်းပါပါတယ်အခုတော့ကျိုးချောင်းဖြစ်မှန်းအားလုံးသိလိုက်ရတော့ဘယ်သူမှအပြစ်မရှိပါဘူးကံကြမ္မာကြောင့်ဖြစ်ချိန်တန်လို့ဖြစ်သွားတဲ့လူပဲမင်းတို့သားဖပုံစံနဲ့ပြန်ကြည့်ဦးကွာမင်းတို့ဘဝထဲမှာဝိမုံမရှိလို့ဖြစ်ဘူးကွာအခုဝိမုံကလည်းမင်းတို့တောင်းမှန်နေပြီကွာခွင့်လို့ပြလိုက်ပါမင်းတို့မိသားစုကြီးအရင်လိုပြောရွှေရှင်နဲ့ပြန်ပြီးကြည့်ကြပါကွာခွင့်ဖို့ရဲ့စိတ်ထဲမှာအဲ့လိုတန်တရားတွေဖြစ်လာတယ်စိတ်ထဲမှာအဲ့လိုထင်တယ်ဆိုလို့ရှိရင်ကိုယ်ပုံမှန်လေးပြောပြီးတော့မေးပါလားဘာဖြစ်လို့မမေးခဲ့ရတာလဲကွာအခုတော့ဘယ်လိုလားအဲ့ဒါတွေအကုန်လုံးဖြစ်ကုန်ပြီဘယ်တော့နာကြည့်ပြီးတော့ခံစားကြရလဲဟုတ်ပါရဲ့ကိုရဲ့ဘုံရဲ့အမားတွေကိုတီးလို့ဘုံအခုကိုတောင်းမှန်နေပြီပဲဘုံခွလို့ပါနော်ဟုတ်ပါတယ်လောကကြီးမှာစကားတစ်ခုကြောင့်ချစ်တဲ့လူကြီးချစ်ရတာဒီမုန်းနိုင်ကြတယ်လို့မုန်းတဲ့သူတွေလည်းမုန်းရတာချစ်သွားနိုင်တာပဲနောက်ဆိုရင်ကိုရိုရီယာစကားတစ်ခုလွယ်လွယ်နဲ့ပြောမိဖို့လို့တို့လွယ်လွယ်နဲ့မယုံကြည်မိဖို့လည်းလွယ်ဒီချမ်းလေးစားပြီးတော့ကိုရိုမိသားစုလေးကိုဟိုးအရင်တုန်းကလိုပဲပြောချင်လေးပြန်ပြီးတိဆောက်ကြမယ်
ပျော်ရွှင်ရွှင်ပြန်နေကြပါ